တော်ထူပဲချီးမွမ်းတယ်။ရရှိတဲ့မတမကောင်းမြတ်တဲ့ဘုရားရှိဖြစ်တယ်။အာမင်။ဒီနေ့မနက်မှာကျွန်တော်ငယ်ပြောခဲ့တဲ့အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဒီနေ့ဘုရားကိုကျွန်တော်တောင်းနေတယ်။ဘုရားခင်ကျွန်တော်ပေးပါဘုရားခင်ကျွန်တော်မဆာပါဘုရားဘာပြောသလားငါပေးပြီသားငါပေးပြီသားပေးပြီသားဘုရားပေးထားပြီးသားအရာကိုကျွန်တော်ရယူအောင်ဥမာနှစ်တိခန်းကြီး1ငယ်9ကိုတစ်ချက်လေးကြည့်အောင် 2 Timothy chapter 1 verse 7 2 Timothy chapter 1 verse 7မြန်မာလိုချက်လေးထုတ်ပြပေးပါ For God has not given us the spirit of fear but of power and of love and of sound mind ဘုရားခင်ကျွန်တော်တို့ကြောက်တတ်တဲ့စိတ်မပေးဘူးတဲ့ကြောက်ကြည့်အောင်ကြောက်တတ်သောစိတ်တဘောကိုငါတို့ကမပေးဘူးတဲ့ဒါပေမဲ့မပေးတဲ့အရာကဘာလို့ကျွန်တော်အထဲမှာရှိနေရတာလဲ right ဘုရားကပြောတယ်ငါကြောက်တတ်တဲ့စိတ်ကိုငါမင်းတို့မပေးဘူးတဲ့ဘုရားခင်ပေးတဲ့အရာဘာလဲဆိုတော့တကူပါတဲ့စိတ်တိလမ်းတိကြီးကိုမောင်းမလို့တင်ဘာလို့အောင်ရင်မဲ့စိတ်ကအဲ့ဒီသုံးခုတကူပါတဲ့စိတ်ချစ်တတ်တဲ့စိတ်ရှင်းလင်းတဲ့စိတ်အဲ့ဒီသုံးခုရှိသွားပြီဆိုရင်ဘုရားပေးတဲ့သုံးခုရှိသွားပြီဆိုရင်တင်လုံးသမျှမအောင်ရင်ပြီအမှုတော်ပဲဆောင်းစီးပွားရေးပဲလုံးတင်ဘာပဲလုံးကွယ်တင်သူများထထူချရမယ်တင်ဘာပဲလုံးရှုံးနိုင်မဲ့အရာကအဲ့ဒီကြောက်တတ်သောစိတ်စီးပွားရေးလုံးမယ်ဆိုပါစို့ငါဒီလိုလုံးလိုက်ရင်ရှုံးသွားရင်ဘယ်လိုလုံးမလဲလုံးချင်တယ်ကြောက်တယ်ဖြစ်သွားရင်တော့ကောင်းမှာပေါ့မဖြစ်ခဲ့ရင်အဲ့ဒါကောင်းမကောင်းသိကြရပြီပြဿနာကောင်းမကောင်းလုံးချင်တယ်ဒါစီးပွားရေးရလဲလုံးချင်တယ်ကွယ်ဘာလို့စီးပွားရေးလုံးချင်လဲဆိုတော့သူများစီမှာမလုံးချင်တော့လို့လေသူများစီမှာမလုံးချင်တော့ခင်ဗျကိုလုံးရမှာပဲစီးပွားရေးဆိုတာထက်ကိုလုံးရမယ်အလုပ်ကိုလုပ်ဖို့ရည်ကြည်တယ်သူများအလုပ်ကိုတင်လုပ်တာထက်တင်အလုပ်ကိုတင်လုပ်တတ်ဖို့ရည်ကြည်တယ်တင်ပေးချင်တဲ့အရာကသူများအလုပ်ကိုလုပ်တာထက်ကိုအလုပ်ကိုလုပ်ရမယ်ဥပမာဆရာဒေးဗစ်လာတီကိုလုပ်ရမယ်အလုပ်ကိုမသိခင်အချိန်တုန်းကတန်ဆက်ယုံမှာလုပ်ရတယ်ကနေဒါမှာဒါပေမဲ့ကိုလုပ်ရမယ်အလုပ်ကိုသိသွားတဲ့ခါအဲ့တန်ဆက်ယုံနဲ့ထွက်သွားတယ်ဘိုင်ဘိုင်ဆိုတော့ဘာလို့စားကြည့်လိုက်ဒီတန်ဆက်ယုံက benefit လည်းရှိတယ်လုပ်ငန်းလည်းကောင်းတယ်ဆိုတော့ထွက်ဖို့ကတော်တော်ခက်တယ်ကွယ်တော်တော်ခက်တယ်ဒါပေမဲ့တင်သိရမယ့်အရာကအဲ့ဒါတင်အလုံးမဟုတ်သူများအလုပ်ကိုတင်လုပ်ပေးနေရတာဆိုတော့လောကမှာတင်လုပ်ရမယ့်အလုပ်ကသူများအလုပ်မဟုတ်ဘူးမကြားပါဆိုလို့ပြန်ပြောမယ်လောကမှာတင်လုပ်ရမယ့်အလုပ်ကတင်အလုပ်သူများအလုပ်မဟုတ်ဘူးတင်အလုပ်ရှိတယ်တင်အလုပ်ကိုတင်မလုပ်ရတာဘာကြောင့်ဆိုတော့သူများအလုပ်ကိုကြည့်တစ်ခုပြမယ်ဘလောက်ပင်မှာကိုယ့်အလုပ်ကိုလုပ်ရင်ကိုပြောတယ်သူများအလုပ်ကိုလုပ်ရတဲ့ခါမှာကိုမပြောဘူးကိုအလုပ်ကိုလုပ်မယ်ဆိုရင်ကိုယ့်ဘောမှာတယောက်ပဲရှိအဲ့ဒါဖရားပဲသူများအလုပ်လုပ်ရင်ကိုယ့်ဘောမှာအများကြီးရှိတယ်စူပါဗိုင်ဒါတစ်မျိုးမန်နေဂျာတစ်မျိုးဟိုမှာဘော့စ်ကတစ်မျိုးအမျိုးစုံရှိတယ်အမျိုးစုံရှိတယ်ကြောက်တတ်သောစိတ်တဘောကသင်ကိုအရာရာမှာရှုံးနေစေတယ်ဖိလိပ္ပိအခန်းကြီး1ဖိလိပ္ပိအခန်းကြီး1အငယ်29ကနေ28ကိုကြည့်အောင် Philippians chapter 1 verse 27-28 very good သင်တို့ဒီရန်သူများကြောင့်အလင်းမကြောက်ရွံ့မတုန်လှုပ်ပဲဆရာတော်လိုက်ဆိုကြည့်အောင်သင်တို့ဒီရန်သူများကြောင့်
အလင်းမကြောက်ရွံ့မတုန်လှုပ်ပဲတပါးတည်းသောစိတ်ဝိညာဉ်၌တည်၍ဒီလိုလာတယ်ဆိုတော့တပါးတည်းသောစိတ်ဝိညာဉ်၌တည်၍အေဝလီတရားနဲ့ဆိုင်သောယုံကြည်ခြင်းဖို့လို့ငါတညီတည်းကြိုးစားအားထုတ်ကြဒီအကြောင်းအရာကိုငါရောက်လင်သင်တို့နဲ့မျက်မှောက်တွေ့သည်ဖြစ်စေကွာလဲနေသည်ဖြစ်စေငါကြားသိရပါမည်အကြောင်းခရစ်တော်၏အေဝလီတရားနဲ့အထိုက်လျောက်ဝတ်ကြီးဝတ်ငယ်များကိုပြု၍တန်နေကြလော့28ကိုသွားရအောင်ထို့သောယန္တုများကြောင့်အလင်းမကြောက်ရွံ့မတုန်လှုပ်သောအကြောင်းအရာများသည်သူတို့၌ပျက်စီးခြင်း၏နမိတ်လက္ခဏာဖြစ်တယ်ဆိုတော့ဒီတရားမယ့်အရာတစ်ခုကဒီယန္တုလို့ပြောလိုက်တင်ရဒီယန္တုလို့ပြောလိုက်တင်ရဟိုကြည့်ရှောင်းမကြည့်နဲ့တင်မမြင်အောင်တင်ယန္တုလို့ပြောလိုက်တာနဲ့တင်းအိမ်ဟာတင်းယောက်ျားကြီးကိုဒီကောင်ပြဿနာကောင်ကြီးဘုရားကြောင့်တော့ကနေတိုင်းပြဿနာရှာတဲ့ကောင်အဲ့ဒါငါယန္တုလို့မတတ်မှတ်မိပါစေနဲ့တင်းချစ်လို့ယူထားပြီးမှခုချိန်မှာတော့တင်းယန္တုဖြစ်သွားလို့မရအောင်ထို့သောယန္တုများကြောင့်အလင်းမကြောက်ရွံ့မတုန်လှုပ်သောအကြောင်းအရာတို့သည်သူတို့၌ပျက်စီးခြင်းနမိတ်လက္ခဏာဖြစ်တယ်ဘာကြောင့်အဲ့ဒီယန္တုကိုမကြောက်ရတာလဲဆိုတော့တဲ့ First John chapter 4 verse 4 First John chapter 4 verse 4အပြောလို့ဆိုတော့ချစ်သားလို့လေတင်တို့ဒီဖျားသခင်နဲ့ဆိုင်ကြတယ်တင်ဘသူနဲ့ဆိုင်လဲဆိုတာတင်သိရမယ်အဲ့ဒီငါဖျားတော့ယုံတာပဲပေါ့နော်ဒါပေမဲ့ငါ့ဖျားယုံလားမယုံလားတော့ငါလည်းမသိဘူးငါတော့ဖျားယုံတာပဲဖျားတော့ငါသိတယ်လို့ထင်တာပဲဒါဖျားငါ့ကိုသိလားမသိလားမသိပါဘူးဆိုရင်မရဘူးလားဖျားတော့ငါသိတယ်လေဖျားငါငယ်ရငါသိတာစနေစကူတဲ့ငါသိတယ်ဒါပေမဲ့ဖျားခင်ငါ့ကိုသိလားမသိလားမသိဘူးငါဆူတောင်းလဲ तू ကကြားလားမကြားလားလဲငါလည်းမသိပါဘူးလို့တင်အဲ့လိုစိတ်ရှိလို့မရအောင်ဒုခရိယန်တော်များများခံစားချက်နဲ့ဖျားကိုကိုယ်တယ်အဲ့ဒါတွေ့ရှုံးနေခြင်းခံစားချက်နဲ့ကိုးကွယ်နေတာအများများတယ်ဥပမာဆိုပါစို့ဖယားသခင်ဟာငါနဲ့အတူရှိတယ်ဆိုတာငါဘယ်လိုသိနိုင်လဲငါဆူတောင်းနေငါစက်သိန်းနဲ့ထောက်လာအဲ့ဒါလည်းမဆိုင်ဘူးစက်သိန်းထားလာလဲမဟုတ်ဘူးဆရာပြောပြမယ်ဆရာစတင်ပြီးတော့မှဖယားနဲ့ကိုးကွယ်လာပြီးတဲ့အချိန်မှာတက်တာပြောင်းလဲပြီးကိုးကွယ်တဲ့နောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့တစ်ခေါက်ကိုကွယ်တကယ်အရာစားငတ်တဲ့သူများမောက်တော့ဖယားသခင်ကိုတော့အတူရှိတာကျွန်တော်အရန်သိချင်တယ်ကွာဆိုအရန်ငိုကြွေးတယ်ကွာအဖတ်တကြီးကျွန်တော်ကိုးကွယ်တာကျွန်တော်မကိုးကွယ်ကျွန်တော်အရန်ပြင်းလာပြီကိုတော့အရန်စားငတ်တယ်ဆိုတော့နေရောညောင်းအဲ့ဒီစိတ်ပဲဖြစ်တဲ့ခါမှာတရက်ဘုရားကြောင့်နေကိုးကွယ်တော့ပြန်လာတဲ့အချိန်မှာခန်းထဲဝင်လိုက်တဲ့အချိန်မှာဒီအခါမဲ့ကိုအခါမဲ့ဒါမဲ့ထူးခြားတာဘာမှမသိတယောက်ထဲမှာစောင့်ကြုံနေတယ်ကိုချစ်တဲ့သူတယောက်ကကိုစောင့်ကြုံပြီးတော့မှရှိနေတယ်လို့ခံစားတဲ့ခါမှာဘုရားအတူရှိတယ်ဆိုတာအရန်ခံစားတဲ့ထဲမှာအရန်ပြောတယ်ဘာလို့ဒီပြောသလားတည်လို့ရပြီလောကမှာတော့ပြောတယ်မဟုတ်လားမင်းချစ်ကိုရငါတည်ပြောပြီမဟုတ်ဘူးမတည်ပြောဘူးသူချစ်ကိုရမယ်ဒုက္ခဆတော့တာသူအလိုဆန္ဒမဖြစ်စီးပဲနဲ့အဲ့ဒါအကွာအကွင်ခါမယ်အညစ်ခါမယ်မျိုးစုံလောက်ခါမယ်အဲ့မှာစပြီစလားမျိုးစုံစဖခင်ရဲ့မေတ္တာကိုခံစားလိုက်ရတဲ့ချက်ဆိုတကယ်တည်လို့ရပါဘာလို့အဲ့ဒီအရာတာရဲ့မြည်ကြီးမှမရှိဘူးလေသူရှိနေတယ်မင်းနဲ့ငါတူရှိတယ်ကွာဆိုတဲ့အရာတာရသိပြောတယ်ဟာအဲ့ချိန်ပါလေဘယ်ချိန်ဒီလောကထွက်မလဲကွာသိရမလားအဲ့လိုကြီးဖြစ်တယ်ရေးလဲချိန်နှံ့နေတဲ့အချိန်မှာတပတ်လောက်ကြာလိုက်ပြောက်သွားတာရေးလဲပြန်ဆူတောင်းပြန်ရှာတယ်ကိုတော့အဲ့ဒီမျက်မှောက်တော်ကြီးကျွန်တော်ပြန်လိုချင်တယ်ပေးပါမျက်ရည်နဲ့တောင်းတယ်မပေးတော့မပေးတဲ့ခါမှာဘာကြောင့်လဲလို့ဖျောက်မေးတဲ့ခါမှာဖျားနှုတ်ပတ်တော်နဲ့စကားပြောတယ်ငါကမင်းကိုခံစားချက်နဲ့အသက်ရှင်စေချင်ဘူးသူစကူလောဘာနဲ့တရှင်မှာနှုတ်ပတ်တော်နဲ့နှုတ်ပတ်တော်နဲ့တရှင်โอเคနှုတ်ပတ်တော်ဆိုပါလေငါပြောတဲ့စကားတိုင်းကိုမင်းရှုံတတ်ဖို့ရည်ကြည်တယ်ငါပြောတဲ့စကားတွေကိုမင်းရှင်းခုန်တတ်ဖို့အရင်ရည်ကြည်တယ်ငါပြောတဲ့စကားတိုင်းကိုမင်းကစင်ကျင်ပြီးတော့မှလေဆွဲလာပြီးတော့မှဖြစ်တော့မယ်ဆိုတာကိုရင်ခုန်နေဖို့အရင်ရည်ကြည်တယ်အဲ့လိုဖခင်အသက်ရှင်စေခြင်းနဲ့ဆိုတော့ဖခင်ကျွန်တော်တင်လိုက်တဲ့ရှင်နဲ့ဆောင်တော့မှာကျွန်တော်ခံစားချက်ပေါ်မှာကျွန်တော်ဝမ်းမြောက်တာမဟုတ်တော့ဘဲနဲ့နှုတ်ပတ်တော်ပေါ်မှာဝမ်းမြောက်တလာတာဒါဆိုကျွန်တော်ချက်လေးကြည့်ရဖခင်ကိုချစ်တယ်ဆိုတာသိပါတယ်ခါမှာဘာခံစားရလဲဖခင်တခင်နဲ့ငါဆိုင်တယ်ဆိုတာသိပါတယ်ငါနဲ့ဖခင်နဲ့ဆိုင်တယ်ဘာလို့လဲငါဖခင်ငါ့အဖငါနဲ့ဆိုင်တယ်ဆိုင်တဲ့အတွက်ကြောင့်အဲ့ဒီဖခင်ဘယ်လောက်ကြီးမြတ်လဲဆိုတာကိုသိလာတော့ဘာဖြစ်လဲဆိုတော့သူတို့ကိုလည်းအောင်ကြပြီအကြောင်းကတင်တို့ပန်းနိုင်ရှိတော်သူသည်လောကပန်းနိုင်ရှိတဲ့သူထအား၍ကြီးတယ်ဒီနေ့မှာတော့ဆူတောင်းရင်းနဲ့ဖခင်အရာချစ်တယ်ဆိုတာခံစားအ
ရန်ပြောနောက်တနေ့ကျတော့ဆူတောင်းတဲ့ခါမှာဘာမှခံစားတော့အဲ့ခါမှာဘုရားသခင်ငါနဲ့ဝေးသွားပြီလားမသိပါဘူးဘုရားသခင်ငါ့ကိုစွန့်ပစ်လိုက်ပြီလားဘုရားဘာပြောလဲငါဒီတင့်ကိုမစွန့်တင့်ကိုအလင်းပြည့်မထားအဲ့ဒီစကားကို focus မလုပ်ပဲနဲ့အာဆူတောင်းတဲ့အဖြေမရတော့ဆူတောင်းတဲ့ဘာမှဝမ်းမြောက်ခြင်းမရှိတော့ဘုရားကငါ့ကိုမချစ်တော့ဘူးလားမသိဘူးဒီမှာပြောထားပြီသားငါနဲ့ဖျားခင်မရှိတော့လားဖျားပြောတာပြီလားကဘာကောင်းတိတောင်မင်းနဲ့ငါအတူရှိမယ်ငါဖျားခင်ဆုံးပြတ်သွားပြီလားဖျားပြောတယ်ငါတင့်ကိုမစွန့်တင့်ကိုအလင်းပြည့်မထားဆိုတော့မိုးလေးဆရာအဲ့ဒီစကားဆရာပြောတာမှမဟုတ်တာယောရှုပြောတဲ့စကားကြီးကိုဆရာလည်းဒါဆိုဆရာပြောပြမှာယောမအော်စာခန်းကြီးလေးအငယ်23မှာတစ်ချက်ကြည့်အောင် Romans chapter 4 verse 23 Romans chapter 4 verse 23ကျမ်းစာထဲမှာအာဗြဟံအကြောင်းကိုရေးထားတယ်တဲ့အာဗြဟံအကြောင်းကိုရေးထားတာအာဗြဟံအကျိုးအတွက်ကျမ်းစာမှာရေးထားတာမဟုတ်ဘူးတဲ့အာဗြဟံတို့အကြောင်းရေးထားတယ်အာဗြဟံတို့ဣဇက်တို့ယာကုပ်တို့ယောရှုတို့သူတို့အကြောင်းတွေအကုန်ရေးထားတာသူတို့အကြောင်းရေးထားတာသူတို့အကျိုးအတွက်ရေးထားတာမဟုတ်ဘူးတဲ့ကျမ်းစာ၌အာဗြဟံအကြောင်းရေးထားတာသူတို့အကျိုးအတွက်ရေးထားမှာဆက်သွားရအောင်24 please ငါတို့အကျိုးအလို့ငါရေးထားတာကျမ်းစာထဲမှာယောရှုနဲ့အတူရှိမယ်လို့ပြောတဲ့ဖခင်ကတင်းနဲ့လည်းအတူရှိတယ်ဆိုတာကိုသိအောင်ယောရှုအကြောင်းကိုရေးထားတာအာဗြဟံကိုငါမေကိုလူမျိုးကြီးဖြစ်စေမယ်လို့ပြောတဲ့ဖခင်ကအာဗြဟံအကြောင်းရေးထားတာဘာလို့လဲဆိုတော့ကျွန်တော်တို့အကျိုးအတွက်ရေးထားတာဆရာဟုတ်ပါမလားဆရာအာဗြဟံအကြောင်းကိုရေးထားတာအာဗြဟံအကြောင်းကိုရေးထားတာအာဗြဟံအကြောင်းပဲမဟုတ်ဘူးလားအာဗြဟံကိုပြောတာမဟုတ်ဘူးလားမဟုတ်ဘူးဂလာတိခန်းကြီး3ငယ်9မှာပြောလဲ Galatians chapter 3 verse 9 Galatians chapter 3 verse 9တို့ဖြစ်ပြီးယုံကြည်ခြင်းရှိတော်သူတို့သည်ယုံကြည်သောအာဗြဟံနဲ့အတူကောင်းကြီးခါရတယ်ယုံကြည်တဲ့သူကယုံကြည်သောအာဗြဟံနဲ့အတူကောင်းကြီးခါရတယ်ဒါဆိုအာဗြဟံကဘာကိုယုံတာလဲပြောအာဗြဟံကဘာကိုယုံတာလဲတို့ကကောဘာကိုယုံရင်အာဗြဟံနဲ့အတူကောင်းကြီးခံစားရတာလဲဒါတို့ကြည့်အောင်ကပောက်ကြခန်းကြီးစနစ်ကျမ်းစာနဲ့ပဲကျွန်တော်အနေငယ်ပြောပြချင်တယ်ဒီလိုမျိုးရှောက်ပြောတဲ့အခါမှာကျမ်းစာမပိုင်လဲမပါဘူးပြောတယ်လေဆိုတော့ကျမ်းစာပုဂ္ဂိုလ်တွေကဆိုကပောက်ကြခန်းကြီးစနစ်ကိုတွားရအောင်ဒါကြောင့်ယုံကြည်ရှိတော်သူတို့ဒီယုံကြည်သောအာဗြဟံနဲ့အတူကောင်းကြီးခံရမယ်လို့ပြောတယ်နော်ဟုတ်ပြီကပောက်ကြခန်းကြီးစနစ်အငယ်တစ်ကနေစကြည့်အောင်ထာပြသည်အာဗြဟံခေါ်၍တင်အိပ်ပြည်တဲ့ကွာမြို့သားချင်းပေါက်ဖော်များတဲ့ထွက်ပြည်ငါပြလက်တာပြည်သူသွားလို့ဆက်သွား 2 please ငါဒီတိကိုလူမျိုးကြီးဖြစ်စေမယ်ဆိုကြငါဒီတိကိုလူမျိုးကြီးဖြစ်စေမယ်ငါကောင်းကြီးပေး၍တင်းနာမကိုကြီးမြတ်စေမည်တင်းဒီကောင်းကြီးခံတော်သူဖြစ်လိမ့်မယ်ဘသူပြောတာလဲဖေအာဗြဟံပြောတယ်အာဗြဟံပြောတဲ့စကားကိုအာဗြဟံဘာလုပ်လဲဆွဲလန်းတယ်ဘယ်မှာတွေ့ရလဲအာဗြဟံငါမင်းကိုကောင်းကြီးပေးမယ်မင်းကိုငါလူမျိုးကြီးဖြစ်စေမယ်ဆိုတော့အာဗြဟံကိုဖျားခင်နာမည်ပေးလိုက်တယ်အာဗြဟံနဲ့အာဗြဟံဆိုတာကလူမျိုးကြီးရဲ့ဖခင်အာဗြဟံဆိုတဲ့ပဲပါလဲဆိုလူမျိုးကြီးရဲ့ဖခင်နဲ့ကလေးတယောက်မှမမွေးဘူးမိမမြုံနေတယ်ဒါစကြည့်ဈေးသွားတဲ့အခါမှာဈေးသွားတဲ့ကနှစ်ယောက်ဈေးတူတူသွားတယ်ကိုကလမ်းခေါ်တယ်ကိုအာဗြဟံနေကောင်းလားဘာပြောလိုက်တာလဲလူမျိုးကြီးရဲ့အဖနေကောင်းလားကလေးကတယောက်မှမရှိသေးဘူးလူမျိုးကြီးရဲ့အဖနေကောင်းလားဆိုတော့တခါပြောရင်ပြဿနာမရှိဘူးနှစ်ခါခေါ်ပြောရင်ပြဿနာသုံးခါကျတော့ငါ့ကိုရွေ့နေတာလားဒီကိစ္စလူမျိုးကြီးရဲ့ဖခင် Hello လူမျိုးကြီးရဲ့ဖခင်နေကောင်းလားကလေးရောဆင်းပြေလားကလေးမရှိဘူးရှာလာတော့သူ့မိမမခံနိုင်တော့သူခံနိုင်ပေမဲ့အဲ့တော့ဘာလဲမသိသူများပြောတာငါရှက်လာပြီတဲ့ကြီးကြက်လှုပ်လိုက်တော့တဲ့ရတော့ဘာလဲမသိလူတွေရဲ့ pressure အရာမခံနိုင်တာအမျိုးသမီးမခံနိုင်ဘူးဘယ်လောက်ချစ်တယ်ပြောကိုဗရာမခံနိုင်တော့ဒီ pressure တွေနာမည်ပြောင်းရင်ပြောင်းမပြောင်းကလေးတယောက်ရအောင်လို့ဆိုငါတော့နာမည်မပြောင်းနိုင်ဘူးဆိုတော့ဒါကျမ်းစာထဲမှာမပါဘူးကျွန်တော်ဖတ်တယ်ကျွန်တော်ရှောက်ပြောတာစဉ်းစားလို့ရလေဒါကျမ်းစာဆိုစဉ်းစားလို့ရတယ်လူမျိုးကြီးဖခင်လို့ခေါ်လိုက်တယ်ခေါ်လိုက်တယ်မှာသူခံစားရတယ်သူမိမခံစားရတယ်မစ္စတာကြီးသူ့ရဲ့နာမည်ဖခင်သူ့နာမည်ပေးထားကိုချမ်းသာအကျွေးတွေပြည့်နေဆိုရင်ဘယ်လိုလုပ်မလဲသူကကိုချမ်းသာဆိုရောက်ငါ့လာမခေါ်တော့နေအောင်ငါစိတ်ညစ်လာပြီကြားလာရင်
ကိုချမ်းသာခေါ်လေမွဲလေချမ်းသာခေါ်မွဲလေနာမည်ကတော့ချမ်းသာမွဲတာမှဟောမရှိဘူးဆိုရင်ကြာလာတော့အဲ့နာမည်ကျွန်တော်မြန်မာပြည်မှာရှိတယ်တကယ်ချင်းတယောက်နာမည်တန်ချောင်းနဲ့တန်ချောင်းဒါမဲ့ဒီကောင်ကဘာခေါ်လဲအစမလေးပါလဲလားရင်ကြက်နဲ့ချိန်လုံးသူ့နာမည်ပါလဲတန်ချောင်းဘယ်တော့အသက်ရှူချက်ပြီးတိမ်လဲဆိုတော့ယုံနေလက်ကင်ပွားလေးနဲ့အမြဲတမ်းကန်လို့တယ်နာမည်ကတန်ချောင်းရုပ်ကဒုက္ကောက်နဲ့တူတယ်ငုတ်ကောက်တန်ချောင်းဆိုဖြောက်နေဒီကောင်ကောက်နေတယ်နာမည်နဲ့ယုံနေမလိုက်ဘူးဖြစ်နေတဲ့ပုံစံနဲ့မလားဆိုအာဗြဟံလည်းစကြည့်အာဗြဟံလူမျိုးကြီးရဲ့ဖခင်လွယ်မလားမလွယ်ဘူးလူတွေကအပြင်ပန်းပဲကြည့်တတ်တယ်တင်းကိုလူများကြိုက်တာပြောတင်ဖျားစကားဆွဲလာနိုင်ပြီလားယောမဩဝါဒစာအခန်းကြီး၄အငယ်20နဲ့တိကနေစချီအောင်ဘာပြောလဲအာဗြဟံရဲ့အတွေးခေါ်ဂတိထားတော်မူသောသူသည်ဂတိတော်အတိုင်းတက်နိုင်တော်မူသည်ကိုဆွဲလာတဲ့သူဟာစိတ်ဆွဲလာတယ်ဟာလေလုယာဂတိထားတဲ့သူဟာဂတိတော်အတိုင်းတက်ကိုတက်နိုင်တယ်ဖခင်ကိုယ်တိုင်လည်းပဲကောင်းကင်နဲ့မြေကြီးမတည်တော်လေငါစကားတော်ဒီကိုဒီမယ်ဒီနေ့ယုံကြည်သူတွေကိုနမိတ်လက္ခဏာနဲ့တွားတာကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့နမိတ်လက္ခဏာထိုင်မြော်နေရမယ့်သူတွေမဟုတ်ဘူးကျွန်တော်ဘယ်လောက်ဝမ်းနေစရာကောင်းလဲကျွန်တော်တို့ရဲ့ဖြစ်ရအမှန်ကိုကျွန်တော်မသိတဲ့အခါမှာကျွန်တော်နမိတ်လက္ခဏာထိုင်ဆောင်နေတာဒီမနေ့လေကျွန်တော်မနေ့ကလည်းမဟုတ်ပါဘူး first session မှာကျွန်တော်ဟောခဲ့တယ်ယေရုရှလင်မြို့ sorry ယေရှုခရစ်တော်ကမြို့ထဲဝင်လာတဲ့အချိန်မှာလူတွေအားလုံးကယေရှုလာတို့တာကိုခံချင်တဲ့သူတွေပဲဒါပေမဲ့စနေပါလို့တွေ့တာဆိုရင်မိမကယေရှုလာတို့မှာဆိုင်ဆောင်နေတဲ့သူမဟုတ်ဘူးသူအိမ်ကနေထားလာတော့ယေရှုလာတို့လိုက်တာဖြစ်တယ်ဆိုအဲ့ဒီအခါမှာယေရှုစီကပြောတဲ့စကားငါအထက်နဲ့တကူထွက်သွားတယ်တူလာတို့တာလေတဲ့ကျွန်တော်တို့ကတခါလေးမှာဖခင်လုံအောင်ထိုင်ဆောင်တယ်ဖခင်ကတော့ကျွန်တော်ယုံကြည်ခြင်းနဲ့ထားယူလာကိုလိုချင်တဲ့ဖခင်ဖြစ်နေတာပြန်ပြောမယ်ကျွန်တော်တို့တွေကဖခင်တခင်တခုခုလုံအောင်ထိုင်ဆောင်နေတယ်ဖခင်ကတခုခုလုံအောင် do something ဖခင်ဘာပြောလဲငါသားတော်ရင်ကိုမနှမျောပဲမင်းတို့အဖို့လုံးငါပေးထားပြီသားတော်တဲ့တကွာခတ်တိုင်းတော့ရအောင်ငါမင်းတို့အတွက်အကုန်ပြင်ဆင်ထားပြီသားအဲ့ဒါဆိုရင်ကိုတော့ကျွန်တော်ဘယ်လိုလုပ်ရမှာလဲမင်းယုံကြည်ခြင်းနဲ့စတင်ချီလမ်းပဲရည်ချင်းတယ်ကျွန်တော်နားလည်အောင်တစ်ခုပြောပြမယ် baby Christian ကြတော့ baby Christian ဆိုရှိတယ်အခုမှစပြောင်းလဲလာတဲ့ Christian ကြတော့ဘုရားသခင်ကသင်ဆုတောင်းသမျှအကုန်လုပ်ပေးတယ်ဒါကျွန်တော်အတွေ့အကြုံရကျွန်တော်စပြောင်းလဲခါစားတော့ဘယ်လောက်ထိဖျောက်ဆန်းလဲသိလားစပြောင်းလဲခါစားလေဘာမရှိညာမရှိဘာမရှိဘူးဆိုတော့ဘယ်လောက်ထိဆန်းလဲဆိုဘုရားသခင်ကားတွေအရန်ကြက်နေတယ်အဲ့ဒီကားကိုတက်တာနဲ့ကြက်နေတဲ့ကားထဲမှာကျွန်တော်ခုတ်ရပါစေရတယ်ဗျာဘလိုက်ရတယ်လူတွေတလို့တိုးချိတ်ပြီးတက်သွားတယ်အဲ့ဘတ်ကားပေါ်ကျွန်တော်ဘတ်ကားပေါ်တက်လိုက်တာနဲ့အဲ့လူတယောက်ကကိုရှိမှထားဟောထားတယ်အသားလေးဝင်ထားလိုက်တယ် Thank you Jesus အဲ့လေအမျိုးစုံဆန်းတယ်အမျိုးစုံဆန်းတယ်မျိုးစုံဆန်းတယ်ဒီမမလေးကလိုက်ဆန်းတာဖျားခင်ပတ်စံတော့လုံးဝမရှိဘူးဒီနေ့အုံနှုတ်ခောက်ဆွဲစားချင်တယ်စားတယ်ဗျာအသေးမလေးတဲ့စားအကုန်တောင်းဝင်ယူတယ်ဖေ။ဒါပေမဲ့ဖျားနဲ့တွားလာတော့၄နှစ်၅နှစ်လောက်ကြာလိုက်ချိန်မှာဖျားခင်ကျွန်တော်ဘတ်စကားပေါ်တက်တာနဲ့ခုတ်ရချင်တယ်မပေးတော့ဘူး။ဘာလို့ဒီလိုညီကောင်မလို့တင်တောင်းတာမရတော့ဘူးဆိုရင်တင်တောင်းတာမရတော့ဘူးဆိုရင်ဖျားခင်တင်းကိုအဲ့ဒီတောင်းတာကကောင်းတဲ့အရာထားယူခိုင်းတာဆိုတော့မကကျမ်းစာထဲမှာဖခင်ရဲ့လက်တော်နဲ့ဖခင်ရဲ့နှလုံးတော်ဆိုတာရှိတယ်ဖခင်ရဲ့လက်တော်ပဲသိတဲ့သူတွေနမိတ်လက္ခဏာကိုစောင့်တယ်ဥပမာဒီနမိတ်လက္ခဏာကြောင့်လူတွေကတကယ်ပြောင်းလဲမယ်လို့ထင်လို့လားမပြောင်းလဲဘူးဗျာနမိတ်လက္ခဏာကြောင့်လူတွေတကယ်ပြောင်းလဲမယ်ဆိုရင်ဣတလာလူမျိုးတွေလောက်ပြောင်းလဲတယ်လို့ရှိတော့မှာမဟုတ်သူတို့ရှိမှပင်လေရတော့ဆိုတစ်ချိန်ကွဲသွားတာဝေါကဗျာဝေါပင်လေကွဲဆိုခင်ဗျာတွေးဘူးလားသူတို့တွေးဘူးလေအဲ့ဒီပင်လေရဒီလိုတက်နေတယ်လို့တိုးရတာ
ဘယ်ချိန်လွှမ်းလာမလဲဘယ်ချိန်ကြီးကပြန်ဆက်သွားမလဲဆက်သွားတာငါတို့သွားပြီတော့တော့ပါကျော်ဆက်ဒီနမိတ်လက်နိုင်ရဘလောက်မိုက်လဲကျော်ရနော်အားလုံးပြီးလဲပြီးတော့ဖာရောလဲလိုက်တော့တုံးဆိုပြန်လို့ဆက်ဟာလေလုယာဟာလေလုယာဟာလေလုယာကြီးတို့ချီးမွမ်းကြတယ်ကလေးတွေမှာဒါခရိယာနေဖြစ်နေကြပြန်ခဏနေကြတော့သူတို့ကနမိတ်လက္ခဏာကြီးမြင်ပြီးသွားပြီနော်ခဏကြောဟိုဘက်ကလည်းရောက်လို့ရေတောက်ဆရာမရှိတော့ရေတောက်မရှိတော့ရေစာတော့တေတော့မယ်လေတေတော့ဆိုဘာလို့ပြင်မလဲမောရှေဘာလို့ခဏပြုတ်ခေါ်လာလဲခင်ဗျာအဲ့ကိုပြပါတော့ရေတောက်ဆရာရှိတယ်ကျုံဖြစ်တာလွဲလို့ရေတောက်ရှိဒီမှာတေတော့မယ်အကုန်ဘာလို့တော့နားတကယ်ပြေစံပြီးလိုက်ပြန်နေရေတော့ရှိတယ်ရေခါနေတယ်တစ်ပင်ခုတ်လိုက်တယ်အဲ့ဒီတစ်ပင်ကိုရေထဲမှာချလိုက်တယ်ချိုးသွားတယ်Thank you. ရေလဲပြည့်လဲရေစားလဲဝါလဲဝါတော့ဘိုက်စားလာပြန်ပြီဘိုက်စားပြီလေစားကြလည်းမရှိဘူးအဲ့ကုတို့ပြအမဲသားတော့ကပ်ပြီးတော့စားသေးတယ်အိုးကြံလေးစားသေးတယ်ဒီမှာဘာအမဲသားမှမရှိဘူးဖယားလက်တော်ကြီးနဲ့ဘယ်လောက်မစားခဲ့လဲကောင်းကင်ကနေဖယားတခင်မုတ်ချကျွေးပြန်တယ်ကွာမုတ်တွေစားတော့ဟာလေလုယာလောက်လာနေကြတော့မာနမုတ်နေတိုင်းစားရများလားဘာပြောပြီလဲနေတိုင်းမာနမုတ်ပဲနေပါဟင်းလေးပါလေးပြောင်းကျွေးပါလားလေးပဲမရှိတာဖျားဖြစ်ပြန်ပြီသူတို့ပဲနောက်အင်္ဂလိပ်ကတခုရှိတယ်ဆရာကျောင်းမှာလည်းအများနဲ့တင်တယ် if you complain you remain တင်ဟာလေအမြဲတမ်းဟိုလူကိုကြည့်မရဒီလူကိုကြည့်မရဟိုလူနဲ့အစင်မပြေဒီလူနဲ့အစင်မပြေအမြဲတမ်းတင်မှာပြစ်တင်ဝေဖန်ကြက်ရဲ့ရှုံချတဲ့အကျင့်ဆိုးပဲရှိနေတင်ဘွားကဘယ်တော့မှမတိုးတက်ဘူးအဲ့နေရာမှာပဲတက်လုံးအဲ့ဒါဣဒလာလူမျိုးတွေပဲနောက်ဆုံးပဲအများကြီးပြောမစအများကြီးနောက်ဆုံးရေမရှိတော့ဘုရားတကကြောက်ပြီးခွဲချတော့အဲ့ထက်ရေတွေထွက်လာစေတယ်တိတ်ပန်နီးရနားမနေနိုင်ဘုရားတကကျွေးသွားတဲ့နမိတ်လက်ကကြောက်စရာကြီးဘာဖြစ်လို့မာနမုတ်တစ်ခုပဲကျွေးတယ်သိလားအဲ့ဒီမာနမုတ်ထဲမှာဗိုက်တာမင် A 2 Z ရှိတယ်ဒါကြောင့်သူတို့မှာယောဂမဖြစ်ဘူးဒီမှာတို့ယောဂဖြစ်နေတာတွေအားလုံးကအစားကြောင့်ဖြစ်တယ်မစားလို့လည်းမဖြစ်စားတော့လေယောဂပါလာတယ်အဲ့ဒါဒီ chemical နဲ့လောက်ထားတဲ့အရွက်တွေအသီးတွေအားလုံး chemical ကြီးပဲကွာအသားတွေအစား chemical တွေပဲတို့စားတဲ့အခါမှာကြီးလို့ချင်းမွန်းပြီးတော့ဒါမစားလို့ကတော့ယောဂတိုးလာဖို့ရှိတယ်အများစဉ်းစားကြည့်လွယ်မလားမလွယ်ဘူးလုံးမစားလို့လည်းမရစားတော့လေယောဂပါလာတယ်ဆိုတော့ဒီလောကကြီးမှာတို့နေရတာလွယ်မလားနေ့ရက်စဉ်တိုင်းမှာဘုရားသခင် healing ကနှုတ်ကပတ်တော်ပဲရှိတယ်ဆိုတော့နောက်ဆုံးကွယ်ပွင့်လင်းပြောပြမယ်ဘုရားသခင်ပို့ဆောင်ခဲ့တာမာနမုံနဲ့ကြွေးတဲ့အတွက်ကြောင့်အနှစ်40ပတ်လုံးမှာအောင်စရာကောင်းနော်အနှစ်40ပတ်လုံးမှာသူတို့အဲ့ဒီတောထဲမှာလည်နေတယ်သူတို့လုံးဝစိတ်ယုံမတက်ရအောင်ယောဂလည်းမရှိဘူးယောဂမရှိဘူးဒါဘုရားသခင်ကနောက်ဆုံးမှာသူကပြောတာခွာတွေဟာလားခွာကွဲဘာညာပါလဲစမြုပ်မပြန်ဘာညာအကြီးကုန်အဲ့ဒါတွေအကြီးကုန်မပိုင်မစားရဘူးစမြုပ်မပြန်တဲ့မစားရဘူးဘာစမြုပ်ပြန်တဲ့ဟာလားမစားအောင်ဘုရားကအလိုတွေရှောက်တားတယ်ဆိုပြည့်ညက်တရားအရာတားတာမဟုတ်ဘူးသူတို့ကြားမှာဖို့တားတာအဲ့ဒါကမဟုတ်ဘူးပြည့်ညက်တရားအောက်မှာတော့မရှိတော့ဘူးသူဝတ်သားစားလဲရတယ်ကြက်သားစားလဲရတယ်အမဲသားစားလဲကြိုက်တာစားလို့ရတယ်သို့တော်ညာလေပဲဘုရားသခင်ကတင်ထားပေးပြီးသားဟောပါကြတဲ့အဲ့ဒါဟာတွေတော့မင်းမစားရင်တော့မင်းအတွက်ကောင်းဆုံးပဲတဲ့တင်ထားပေးပြီးသားဗျာအတေးမွားကိစ္စစားဒီလောကမှာတင်တို့နေထိုင်အသက်ရှင်လို့ကြားမှာဖို့ကြွယ်ဝဖို့အောင်မြင်ဖို့ဘုရားဘုန်းထင်ရှားဖို့အကုန် instruction အကုန်ဒီထဲမှာပေးထားပေးတာအဲ့တော့တို့ကနည်းနည်းလိုချင်တဲ့ယူတယ်မလိုချင်တဲ့မယူဘူးလိုချင်တဲ့ယူတယ်မလိုချင်တဲ့မယူဘူးမလိုချင်တဲ့ကြတော့အလိုတော်မရှိဘူးလိုချင်တဲ့ကြအလိုတော်ရှိတယ်သူကဘုရားကပြန်ပြီးအလိုတော်ပိုင်းချပလိုက်သေးတာဣသရေလမျိုးတွေနောက်ဆုံးခါနာပြည်ထဲဝင်တော့မဲ့အချိန်မှာတော့စုံစမ်းခိုင်းတယ်မောရှေကတော့စုံစမ်းဒါတော့မှရွေးချယ်တဲ့12ယောက်လူမျိုးတွေကတကယ်ကို special 12ယောက်ကိုရွေးချယ်တာ special ယုံကြည်ခြင်းအားကြီးလောက်ပါပြီလို့ထင်တဲ့12ယောက်ကိုရွေးချယ်တော့ပို့လိုက်တာ2ယောက်ကတော့ပြန်လာတယ် good report 10ယောက်ကတော့ very bad report ပြန်လာတယ်လူတွေကဘယ်လောက်ထိအနှုတ်လက္ခဏာများတယ်ထင်လို့လဲဘယ်လောက်ထိတန်တရားများတယ်ထင်လို့လဲမတ်တန်ကြီးကောင်မောင်တော့တခုဖြစ်လိုက်ဖះမပို့ဖះကောင်းကြီးမပေးဘူးလားမပြောနဲ့ဖះပေးထားပြီးသားအဲ့ဒီဖះကောင်းကြီးတင် reject လုပ်တာတင်ဖះမဟုတ်ဘူးဖះမပေးတာမဟုတ်ဘူးတင်လက်မခံတာကြွယ်ဝချင်းစွာလဲဖះတကယ်ပေးထားပြီးသားတင်လက်မခံတာကျမ်းမာချင်းစွာလဲဖះပေးထားပြီးသားတင်လက်မခံတာ
မျက်နှာသာရချင်းဆိုလဲဘုရားသခင်ပေးထားပြီးသားသင်လက်မခံတာဒုက္ခပြဿနာဆိုတာဘုရားဆရာမလာဘူးဆရာဟုတ်ကောဟုတ်ရလားဆရာရဲ့ဒုက္ခပြဿနာနဲ့ဘယ်ရှောက်မပြောနဲ့ဒီမားတဲ့အပေါ်မှာဘုရားသခင်မေတ္တာနဲ့ပြန်ပြုပြီးဆွဲခေါ်တာပဲရှိတယ်ဆရာဟုတ်လားဆရာမယုံကြည်လိုက်ယာကုပ်ခန်းကြီး1 ငယ် 19ကြည့်လိုက်ယာကုပ်1 19ယာကုပ်1 James chapter 1 verse 17 please James chapter 1 17 okay James chapter 1 17မှာဆရာဖတ်ပြမယ်ကောင်းမြတ်ဆုံးလင်တော်လိုက်ဆိုရအောင်ကောင်းမြတ်ဆုံးလင်တော်စုကျေးဇူးရှိသမျှတို့သည်ဗာလဲကောင်းမြတ်ဆုံးလင်တော်စုကျေးဇူးရှိသမျှတို့သည်ဗာဖြစ်လဲအဘထံတော်ကတက်ရောက်သည်ဖြစ်ပြီးအထက်ရမှလာကြ၏ထိုအဘသည်ရွေးလျော်တင်းချင်းမရှိဒါသူကဒီမှာဖြစ်တဲ့အတွက်ကြောင့်သူကတဝက်လောက်ပဲရေးပြထားတယ်ဆိုတော့ကောင်းမြတ်ဆုံးလင်တော်စုကျေးဇူးရှိသမျှတို့သည်အလင်းရပါထံတော်ကတက်ရောက်တယ်ကောင်းမြတ်ခြင်းနဲ့အားလုံးဘုရားခင်ဆရာပဲလာတယ်ဒါဆိုမကောင်းခြင်းတွေကဘယ်လာလဲသင်ရွေးချယ်တာပြန်ပြောမယ်ကောင်းမြတ်ဆုံးလင်ခြင်းအားလုံးဟာဘာသူဆရာလာလဲကောင်းမြတ်ဆုံးလင်တော်စုကျေးဇူးရှိသမျှတို့သည်ဘယ်လာလဲအလင်းတို့ဤအဘအထံကလာတယ်မကောင်းတာမလာဘူးဒါကြောင့်ဘုရားသခင်ကကောင်းကောင်းတည်ကျွမ်းအပင်အသီးကိုမစားခိုင်းတာမင်းနဲ့ဆိုင်တာပါလေကောင်းတဲ့အရာတွေပဲဆိုင်တယ်ကောင်းတဲ့အရာမင်းနဲ့ဆိုင်တယ်ကောင်းမကောင်းကမင်းနဲ့မဆိုင်ဘူးတော့မင်းနဲ့မဆိုင်တဲ့အရာမင်းတော့မရွေးချင်နဲ့ဒါပေမဲ့အဲ့ဒီကောင်းကောင်းတည်ကျွမ်းအပင်အသီးကိုဘယ်သူကသွားစားခိုင်းတယ်မာနကသွားစားခိုင်းတယ်ကျွန်တော်တို့ရဲ့စိတ်ကိုမယုံတဲ့ညီကိုမောင်မတို့ဘုရားစကားကိုပဲယုံကျွန်တော်တို့စိတ်ကိုကျွန်တော်ယုံလို့မရဘူးကျွန်တော်တို့ရဲ့စိတ်တွေကျွန်တော်ခံစားချက်တွေအားလုံးကအပြည့်ရဲ့တရားနေလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အတွေးခေါ်တွေကညှဉ်းညူးတယ်ခင်ဗျကျွန်တော်တို့အတွေးခေါ်တွေကမကောင်းတာများတယ်ခင်ဗျဒီစိတ်ကိုတော့မယုံနဲ့ငါအချိန်တော့ထင်သားပဲလေအဲ့လိုဖြစ်မယ်ဆိုတာတင်းစိတ်အထင်နဲ့တင်အသက်ရှင်မကြခင်မှာတင်ဆုံးရှုံးသွားလိမ့်မယ်လူထင်သည့်တိုင်မှန်သောလက္ခဏာရှိတယ်အဆုံးတိုင်းသိချင်းတို့ပို့တော့လမ်းတစ်မျိုးပဲရှိတယ်တင်အထင်နဲ့အသက်ရှင်လို့မရအောင်မကောင်းတဲ့အရာအလုံးဘယ်တော့မှဘုရားဆရာမလာအောင်မလာအောင်မုန်တိုင်းဆိုဘုရားမပေးဘူးမုန်တိုင်းဘုရားမပေးဘူးမုန်တိုင်းကိုငြိမ်းပေးတာဘုရားယောဂဘုရားမပေးဘူးယောဂကိုငြိမ်းပေးတာဘုရားမကောင်းတဲ့အရာတွေအားလုံးကမန္တရဲ့လောက်ရက်တွေပဲဒါဆိုရင်ဆရာကျွန်တော်ဘာလို့ယောဂဖြစ်တာလဲတင်ဝမ်းမမြောက်နိုင်လို့ဖြစ်တာဒီခန္ဓာကိုယ်ထဲမှာဝမ်းမမြောက်တာများလာရင်ကင်ဆာယောဂဖြစ်စေတဲ့အဓိကချက်က stress ကစိတ်ဖိစီးမှုလို့အဓိပ္ပာယ်ရမယ်ထင်ဟုတ်လားမသိဘူးစိတ်ဖိစီးမှုအဲ့ဒီ stress ပဲစိတ်ဖိစီးမှုကလူအရန်ဒုက္ခပေးတတ်တယ်လူအရန်ယောဂဖြစ်စေတယ်ဒါဆိုတော့ယောဂဘုရားမပေးဘူးလေတင်ပြန်နေရလာလေတင်းရဲ့တွေးခေါ်တဲ့ဟာတွေကရလာတာတင်းကြောက်တယ်လေတင်းစိုးရင်တယ်လေတင်းဝမ်းမမြောက်နိုင်ဘူးလေဘာလို့ဝမ်းမမြောက်နိုင်တာလဲတင်းဖြစ်ချင်တာတွေမဖြစ်လာတော့ကြောင့်တင်းဝမ်းမမြောက်နိုင်ဘူးလေမနာကြီးကိုမောင်မတော်ငြိမ်သက်ခြင်းဆိုတာကပြဿနာမရှိခြင်းမဟုတ်ဘူးပြဿနာထဲမှာဝမ်းမြောက်နေတဲ့အတ္တငြိမ်သက်ခြင်းရှိတဲ့အတ္တဘာမှပြဿနာမရှိတော့တဲ့လူတယောက်ကငြိမ်သက်ခြင်းရတာမဟုတ်ဘူးငြိမ်သက်ခြင်းဆိုတာကပြဿနာတွေကြားထဲမှာကိုဘုရားခင်ကအမှုတစ်ကိုပြုတ်မယ်ဆိုတာကိုမျှော်လင့်ပြီးတော့ဝမ်းမြောက်တတ်တဲ့သူကအဲ့ဒါငြိမ်သက်ခြင်းရှိတဲ့သူဟာလေလုယာတော်တော်ရှိတဲ့မိသားစုတွေဆရာအားပေးခြင်းနဲ့ဒီကိုစာရန်ကမလှည့်စားပါစေနဲ့စာရမလဲစားစီနဲ့ဘုရားခင်တင့်ရောအကုန်ယေရှုအဖြစ်အကုန်ပေးထားပေးတာအကုန်ပေးထားပေးတာဒီကောင်မောင်တော်စိတ်ချတင်တောင်းမှတင်ခုတောင်းမှတင်တောင်းတဲ့တစ်ခုချင်းစီလိုက်ပေးတဲ့ဘုရားမဟုတ်ဘူးယောမ8:30နဲ့မှာဗာပြောလဲယောမ8:30နဲ့မှာမိမိသားတော်ယင်းကို Romans chapter 8 verse 32မိမိသားတော်ယင်းကိုမနှမျောပဲငါတို့ရှိသမျှအဖို့အလုံးကစွန့်တော်မူသောသူသည်သားတော်နှင့်တကွာခတ်သိမ်းသောအရာကိုငါတို့အားမပေးပဲအဘယ်သို့နေတော်မူမည်နည်းဘုရားသခင်ကယောမ8:30 32 please 32ဆရာနားလေတယ်ဆရာကျမ်းပိုက်တယ်အရင်ပြောတာများတော့နောက်ကလိုက်မပြီးတော့လားရှိတယ် sorry ပါတားလို့ရောမပေးထားတဲ့ဖခင်တားတော့ခတ်သိမ်းတော့ရောမပေးပဲမနေဘူးဆိုတော့ဘာပြောချင်တာညီကောင်မောင်မတို့ကျွန်တော်တို့အခွင့်ထူးခံနေဗျာဘာခွင့်ထူးခံလဲတိလာညီကောင်မောင်မတို့ယေရှုအပြင်တို့ကိုဖခင်သခင်သင်လို့အပ်တဲ့အရာတွေအကုန်ပေးထားပြီလားအကုန်ပေးထားပြီလားဒါပေမဲ့ဝမ်းနည်းစရာကောင်းတာဝမ်းသာစရာကောင်းတာပါလေယေရှုအပြင်တို့အကုန်ပေးထားပြီလားဝမ်းနည်းစရာကောင်းတာပေးထားရင်မရတာပေးထားတော်ညာလဲတို့စီမရောက်လာတာ
ဘာမြောက်စားကောင်းတာပါလဲယေရှုအပြင်တို့အကုန်ပေးထားပြီးသားတင်ယေရှုမိခင်တဲ့ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်တဲ့နေ့ကနေစပြီးတော့မှတင်ဒီလိုလေသေးမရှိဘူးအကုန်ဖျားပြင်ဆင်ထားပြီးသားပြောအကုန်ဖျားခင်ပြင်ဆင်ထားပြီးသားတကယ်ပြင်ဆင်ထားပြီးသားတင်လိုလေသေးမရှိဖျားအကုန်တာဝန်ယူထားပြီးသားအမေတခုရှိတယ်ဘာဖြစ်လို့တင်လိုအပ်နေတာလဲဘာဖြစ်လို့တင်လိုအပ်နေတာလဲ very simple တင်မရှာလို့ဘာလို့လဲဖျားကိုကျန်တာတော့ဖိုင်လောက်ထပ်ထုတ်ပါအောင် sorry ရှားလေကြားပိုက်တွေအများကြီးဒီထဲမှာအများကြီးထည့်တာဘာကြောင့်လဲသိလားညီကောင်မောင်ကထောင်ထဲရောက်သွားတဲ့အခါမှာဆရာမကျန်းစာဖတ်ဖို့ချင်းမရှိဘူးဖတ်ဖို့မရှိဘူးကျန်းစာကိုမရောက်လာတဲ့အချိန်တွေအားလုံးမှာဘလို့ခွာယူအောင်မသိတော့ဒီထဲနေပဲချရတာတော့ကျန်းတဲ့ပုဂ္ဂိုလ်ကြီးလို့ရှောက်တော့ကျန်းစာမကင်မဲရှောက်ခုံးတာမဟုတ်ဘူးရှားကြီးလုံတာလည်းမဟုတ်ဘူးထောင်ထဲမှာကျွန်တော်ကျန်းစာကိုပေးပါဆိုနှစ်ပါးပဲလာမယ်ဒီထောင်တော့ရမယ်မြန်မာထောင်မရအောင်နှစ်ပါးကြီးပဲလာဘာကျန်းစာလာအမေဒီထဲမှာရှိတာဆိုတော့ကျန်းစာကဘုရားရဲ့နှုတ်ကပတ်တော်လေးအားလုံးကကျန်းစာထဲမှာဘုရားထည့်ချင်တာမဟုတ်တင်းနှလုံးသားထဲမှာထည့်ချင်တကယ်သူကတခုခုဆိုရင်ကျန်းစာတော့မှလေးလှမ်းတော့မှပြူပြဲတော့ဘယ်တောင်းလဲတောင်းလျှောက်ရှာတယ်ဩအပေါ်တောင်းမအောက်တောင်းအနောက်မှာတနေ့လောက်ကြာမှတွေ့တယ်ခွန်အားယူမယ်ဆိုရင်ဘာနှုတ်ကပတ်တော်မရှိရင်ခင်ဗျာဘယ်နဲ့တော့ခွန်အားရမှာလဲအာယူရဲရင်နဲ့အဲ့စကားခင်ဗျာနားလေလားအာယူရဲဘယ်မှာအာယူမှာလဲဘယ်မှာလဲဒီမှာပဲရှိတယ်ဒီမှာပဲရှိတာကိုအာယူဘွားခင်ဗျာအာပြောနေပြီအာရောစိတ်တကြနေပြီဒီထဲမှာမရှိရင်လေဒီထဲမှာကြည်နေတဲ့တင်ရလေကျန်းစာဖတ်ခြင်းသိမရှိတော့အရာစိတ်တကြတယ်မှာကျန်းစာဖတ်တယ်ဘာမှမမြင်တော့တကယ်နောက်ပြောတာမဟုတ်မနှက်ဖာမှာအကြီးကျယ်ပြဿနာရင်စားတော့မယ်ဒီမှာဒီနေ့မှာကျန်းစာကျူးစာဘာမှဖတ်ချင်တော့ဖတ်ချင်တယ်ဒါပေမဲ့ဖတ်လဲဘာမှမရတော့တာလေတင်ဖတ်တာဖတ်နေတာဒီမှာပူတာကြီးကလွှမ်းမိုးနေတဲ့အခါမှာတင်ဖတ်တာဖတ်တော့အားလုံးဖတ်ပြီးဟိုလန်ဒီလန်နဲ့ဖះပါပြောမလဲဘာမှမပြောတော့ဒီကတော့မပြောတာမဟုတ်ဘူးသင်မမြင်တော့လားဘာလို့လဲစိုးရိမ်ခြင်းကသင်ကိုလွှမ်းမိုးသွားလို့စိုးရိမ်ခြင်းကသင်ကိုလွှမ်းမိုးသွားလို့ဒါကြောင့်သင်တကူဖြစ်လိုက်ဘာမှမဆူတောင်းနဲ့ငြိမ်သက်ခြင်းရဖို့ပဲဆူတောင်းလို့ဘာမှဆူတောင်းဒီဘာမှဆူတောင်းလည်းရပါလိမ့်မယ်ဘာမှမထူငြိမ်သက်ခြင်းရဖို့ဆူတောင်းအဲ့ဒီငြိမ်သက်ခြင်းရသွားပြီဆိုရင်တော့သင်ရုပ်ကလက်ရရုံမှုတော့ငြိမ်သက်ခြင်းမရခင်မှာသင်ရုပ်ကလက်တော့အစာ10ရက်လောက်မစားထားတဲ့လက်ရုပ်ဒါပေမဲ့အဲ့ဒီဘုရားထံကနေညီတချင်းရောက်လာပြီဆိုတော့ဒိန်းဆိုတင်ထဲမှာနေရာယူလိုက်ပြီဆိုတော့တင်းရဲ့ရုပ်ကလက်ထားရုံမို့တော့မနဲ့လင်းယုံရင်ကဲတော့တင်ရပြန်ဖြစ်သွားပြီးတော့မှဘုရားကအမှုတည်တည်ပြုတော့မယ်အမှုတည်တည်ပြုတော့မယ်လို့ပြောတဲ့ခါမှာတင်းဘေးနားမှာရှိတဲ့မိန်းမတော်မှနားမလည်နိုင်တော့ဘုရားကအမှုတည်ပြုမစိုးရင်မိန်းမကြည့်ပြီးတော့မှယူသွားပြီလားမသိဘူးငါယောက်ျားအဲ့လိုဖြစ်သွားတဲ့အထိတင်ရဝမ်းမြောက်သွားတာဘုရားလုံးနိုင်တယ်အာမင်ဒီနေ့ဆရာဘာကိုအဓိကပြောပြခြင်းဆိုဖျားပေးထားပြီးသားအရာတွေကိုတို့ဘာကြောင့်မရတာလဲပေးထားပြီးသားအရာကိုတို့ဘာလို့မရတာလဲအခုနပထမဆုံးချမ်းပိုက်စတယ်နှစ်တိခန်းကြီးတိတ်နေခုနှစ်နဲ့စခဲ့တယ်ဟုတ်ပါတယ်နော်ဘာပြောလဲဘုရားခင်ကတော့ကြောက်တဲ့စိတ်အော်ပြဿနာမပေးတာတော့တို့မှရှိတယ်မပေးတဲ့အရာတော့တို့မှရှိတယ်စိုးရိမ်ခြင်းကြောက်ရွံ့ခြင်းတွေအားလုံးကအတူတူပဲကျွန်တော်မကြောက်ပါဘူးဒါပေမဲ့စိုးရိမ်တယ်တူတူပဲကလိုင်းနဲ့အရာကြီးတူတူပဲမြန်မာပြည်ကဟိုတုန်းကလူလေလုတ်တဲ့အဖွဲ့တွေပေါ့အန်တီကတော့ကနေတက်လာတော့အန်တီကရေဒီယိုလေးတစ်လုံးပေးတယ်ဒါပေမဲ့ငါ့ကိုတရုတ်ပြာဆိုမပေးနဲ့တော့တဲ့နေနဲ့ဒီနေ့ဖွင့်နှက်ပါပြတ်တာတဲ့အန်တီစိတ်ချတရုတ်မဟုတ်ဘူးဒါချိုင်းနာဟိုကတရုတ်မဟုတ်ပြီလေသူတိထားတရုတ်ဟိုကလည်းမလိမ့်ပါဘူးအန်တီဒါတရုတ်မဟုတ်ဘူးချိုင်းနာโอเคတရုတ်မဟုတ်ပြီလာဖက်ထက်လိုက်စာလန်ကလဲစားနေတယ်တို့စာလန်လဲစားနေတယ်တရုတ်မဟုတ်ဘူးချိုင်းနာအမျိုးစုံတို့လက်စားနေဖွဲ့နေရှိတယ်စာတာမကြောက်ပါဘူးတဲ့ဘာမှမကြောက်ပါဘူးတဲ့တချို့ကြတော့ဘာမှမကြောက်ဘူးဒါပေမဲ့ပိုးဟာကြောက်တယ်တကယ်ပိုးဟာကြောက်တဲ့ဖွဲ့ရှိတယ်အိမ်ပြောင်ကြောက်တဲ့ဖွဲ့ရှိတယ်ကျွန်တော်တကယ်ချင်းလူမိုက်အင်းစိန်မှာလူမိုက်
ဒီကောင်လာပြီဆိုရင်အကုန်ကြောက်ရတာဒါပေမဲ့ဒီကောင်တရေကြောက်တယ်သူများကသူ့အရင်ကြောက်ရတယ်တရက်ကျွန်တော်ရဲ့သူ့ရဲ့ကျွန်တော်တို့အဖွဲ့တွေနေကိုသွားတယ်နေသွားတော့အဲ့ဒီနေမှာအိမ်သာနဲ့အိတ်တဲ့နေရာနဲ့အဝေးမီးမရှိဘူးဖျောင်းနိုင်နေသွားတာညဘက်ကြတော့ရောလိုက်ခဲ့ပါဘောရောဒီမှာမင်းသွားပါလားအိမ်သာမသွားရဲဘူးမင်းသွားလေရောသူကလိန်သေးတယ်ရောမင်းဒီနေ့ကမွေပါကင်းပါရောဘာမွေပါကင်းပါမင်းလူမိုက်ပြောက်ဖြစ်တော့ဘာမွေပါကင်းပါမင်းမွေပါကင်းပါဆိုမင်းတိုးတေးချောင်းယူတော့ရိုက်ပြီးတော့သွားရအောင်ဟိုနာဒီနာတို့ရိုက်ဘုံဘာရိုက်တယ်အဲ့ကောင်ပြေးတယ်ရောသွားရအောင်လိုက်ခဲ့ပါကွာမင်းလိုက်ခဲ့ပါရောမင်းထုတ်ယူသွားရအောင်ရောငါမွေချောက်တာမဟုတ်ရဘာကြဘာပဲဘာချောက်တာရှောင်းပြောတော့ရောမင်းတို့မရှောင်းချောင်းပြောငါကိုဖျားချောင်းတယ်ပါဖြစ်ဆိုမင်းဘာဖြစ်လဲရောဦးတော့ပြောရအောင်ငါတည်းချောက်တယ်အဲ့ဒီမှာတတိထားမိတယ်ဟုတ်တယ်ဒီကောင်တယောက်တည်းဘယ်တော့မှမအိပ်ဘူးအဲ့ဒါမှသိတာအော်အဲ့ဒါမှအော်မင်းရုံနဲ့မလိုက်ဘူးမင်းရုပ်ကတရေကမင်းကိုပြန်ကြောက်မဲ့ရုပ်ကိုမင်းကပြန်ကြောက်တဲ့ဒေးပဲမရှိတယ်ကွာသူရုပ်ကဆိုပြီးအရှိကြီးလေအဲ့ကောင်သူများတွေ့ရင်ကြောက်တယ်လေနီးရုပ်ကတရေပြန်ကြောက်မဲ့ရုပ်ကိုနီးကတရေကိုကြောက်တယ်ဆိုအတေးပဲမရှိတာဘာပဲဖြစ်ဝါရုံငါမခါစားနေတော့ဟိုလိုက်ခဲ့မနာလို့လိုက်သွားပြရတယ်အဲ့မှာထိတယ်လူမိုက်တရေကြောက်ပေါ့ကရဒါပဲလူဟာမွေးလာကြတဲ့ဦးဝဲစွာနေတဲ့စကားချွတ်တွေပြောချက်အရလူမှာအမျိုးပေါင်း2000ကြောက်တဲ့စိတ်ရှိတယ်သူစိအများကြီးပဲကျွန်တော်ရဲ့သားဆိုရင် तू အမှုတော်ဆောင်မဲကို तू တရေလည်းမကြောက်ပါဘူး तू ဘာမကြောက်ဘူးဒါပေမဲ့ तू အမြင့်ကြောက်တယ်ဒီနေ့ elevator တက်လက်တာအမြင့်နဲ့ကြည့်လို့အမြင့်ကြောက်တယ်ဒီဘက်လှည့်လိုက်တယ်တီးတယ်ဒီကလေးဟာအမှုတော်ဆောင်အမြင့်ကြောက်တယ်လူတိုင်းမှာကြောက်တဲ့စိတ်မျိုးရှိပါတယ်အချို့ကျတော့ဘာမှမကြောက်ဘူးလေဒါပေမဲ့အလှပြတ်မှာကြောက်တဲ့မင်းကလေးအများကြီးပဲတစ်ချိန်လုံးမြတ်တော့ညာအလကားနေအလကားမျက်နှာကြောက်စိတ်လူတိုင်းမှာရှိအပြင်ထွင်လက်ရှိတွေဝေးဒီရဆောင်စံဘလော့တီလူများလိုက်တာဟဲ့နင်းဒီတိတ်ထွက်လာမှကြောက်တယ်ရှိတယ်အမျိုးစုံငါလှတော့မှကြောက်တယ်ဖွဲ့ရှိတယ်မလှမှကြောက်ရင်ကြောက်နေတင်းတိတ်တယ်နှစ်ကွက်လောက်ထွက်လာဒုံဆိုယောက်ျားမရမှကြောက်လို့ငယ်တွေကဆူတောင်းတယ်40တန်ကျော်သွားတယ်ယောက်ျားမရတဲ့ဖွဲ့တွေရှိတယ်အများကြီးပဲရှိတယ်တချို့ကြတော့လေယောက်ျားတော့လိုချင်တယ်ခလေးမွေးရမှကြောက်တယ်တူအောင်ဆိုင်နော်အောင်ဆိုင်တချို့ကတမျိုးခလေးတော့ယူချင်တယ်ယောက်ျားမယူချင်ဘူးဟာနီကိုလိုကနာကွာနေ seriously နော်သူလာပြောတဲ့ပုံအရှိမလူတွေအများကြီးတန်းစီနေတယ်ဆူတောင်းခတ်နေတယ်အရှိမလာရောက်တော့ခတ်တီးနေဒီသမီးပါဆူတောင်းပေးရကလေးလိုချင်တယ်ဆရာတကယ်သူနောက်တာမဟုတ်အော်ဒါဆိုရင်သမီးတို့အိမ်အောင်ချတော့အိမ်အောင်မချသေးပါဘူးလာနောက်တယ်ဆရာထင်တာမနောက်ဘူးဒီမှာတရားဟောဆူတောင်းနေတာနည်းတော့မဟုတ်တာလူတွေရှိမှလာရောက်ခတ်တီးကလေးရဖို့ဆူတောင်းပေးโอเคဒါဆိုရင်နေအိမ်အောင်ကြားတော့ဘယ်လောက်ကြားအိမ်အောင်မရှိပါဘူးဆရာဆရာလည်းမကြည့်ဘူးသူတည်းပဲတော့သူ့ကိုကြည့်တယ်သူကကိုမကြည့်ဘူးအိမ်အောင်မကြားနေအိမ်အောင်မကြားပဲနဲ့နေကဘယ်လိုကလေးယူမှလဲကလေးရအိမ်အောင်ပြောမှာအိမ်အောင်လုံးဝမပြုတ်ချင်ဘူးယောက်ျားတွေအရင်ကြောက်တယ်ဆရာဟာနေဟာဘာဆူတောင်းပေးရမှာလဲလို့ဒီလိုလာဒုက္ခပေးတဲ့အဖွဲ့လေးရှိတယ်နော်လောကမှာအဲ့ဒါဆရာဘာလို့တလားနင်းကိစ္စအရန်ဘုရားခင်ဆရာညံပညာလိုအပ်တော့ကြောင့်နောက်မှဆူတောင်းပေးမယ်ဆိုတော့ဆရာကြော်သွားတယ်မလွယ်ဘူးဒီလူတွေကဘုရားကကြောက်တတ်တဲ့စိတ်မပေးဘူးလို့ပြောမယ်ငါတို့ထဲမှာကြောက်တတ်တဲ့စိတ်အမျိုးပေါင်း16000ရှိနေတယ်ဝိုင်းကြောက်တဲ့စိတ်ဘုရားလာတယ်တိလားတို့တွေးတာနဲ့လာတာတို့တွေးတာဒါဆိုရင်ဘယ်အတွေးကနေလာတာလဲတဲ့စာရန်ကလုံးလုံးမရပါဘူးတဲ့ယုံကြည်သူတွေရှောက်မပြောနဲ့လုံးလုံးရတယ်တဲ့အတွေးခေါ်မိုင်း
တဲ့တွေးခေါ်စမှန်းနဲ့လှုပ်လို့ရပြီဒါဆိုဆရာဘယ်အချိန်မှာစာတန်ကလှုပ်လို့ရတယ်ဘယ်လိုတွေးခေါ်မှလဲဆရာနံပါတ်1တင်မကောင်းတဲ့ကာကြည့်ခြင်းထဲကနေအတွေးခေါ်စမှန်းပြီမကောင်းတဲ့ကာကြည့်ခြင်းအဲ့ဒါတွေးခေါ်မှတတ်တယ်အဲ့ဒါစာတန်ဝင်ရတကပေါက်ပဲစာတန်တင်အလုပ်လုပ်လို့ရတယ် control လုပ်လို့ရတယ်အပေါက်ထဲမှာအဲ့ပေါက်ပါတယ်ပြီးတော့ငငယ်တုန်းကအဖေမေကတင်းအောင်အရင်ရိုက်ခဲ့တဲ့အခါမှာတင်းနာကြီးခဲ့တဲ့အရာထဲကနေတင်းအထက်တာထဲကနေတင်းမတိမတာတင်းနာကြီးပြီးတော့မှအရာစိတ်ကြီးတတ်တဲ့အရာစိတ်ဒေါသထွက်တတ်တဲ့အရာတွေထဲမှာအဲ့ဒီအမျက်ဒေါသအရာထွက်တတ်ပြီးခွင့်မလွတ်နိုင်တဲ့အရာထဲကနေလေဟိုကောင်ကတင်းကိုပြန်လို့ချုပ်ကင်ထားလို့ရတယ်အများကြီးအဲ့လိုမျိုးအပေါက်တွေအများကြီးရှိတယ်ခွင့်မလွတ်နိုင်ခြင်းမကောင်းတဲ့ကားတွေကြည့်ခြင်းနောက်ဆုံးရုပ်ရှင်နေမကောင်းတဲ့ရုပ်ရှင်မဟုတ်ဘူးရုပ်ရှင်ပဲဒါပေမဲ့အဲ့ဒီရုပ်ရှင်ထဲကနေတင်းကိုအတွေးခေါ်နှုတ်ကပတ်တော်နဲ့မညီတဲ့အတွေးခေါ်တစ်ခုထဲကနေလေဟိုကောင်ပြန်လာကင်လို့ရတယ်အဲ့ဒါကြောင့်တင်းတို့အဲ့ဒီဟာတွေအားလုံးကိုရုပ်ရှင်တို့ဘာလို့ညာတို့အားလုံးဘာလို့ခေါ်လဲ entertainment လို့ခေါ်တယ် entertainment ဆိုသိလား ENTER entertainment enter ဝင်ရပေါက် entertainment ကနေတော့တင်းစီကိုဝင်လာတာတရားရ entertainment မှာ entertainment မှာ entertainment enter ဒီစီဝင်လာတဲ့အပေါက်ကအဲ့ဒီကနေဝင်လာ entertainment ကနေဆိုဝင်လာတော့ဘာဖြစ်လဲဒီဝင်လာတော့ဝင်လာမသိဘူးသိမှသိတဲ့ຢာတော့ဒီကြောက်တတ်နေပြီဆွေးနေပြီ worry ရမ်းများနေပြီ anxiety ဖြစ်နေပြီပြီးတော့မှတင်က depression ဖြစ်နေပြီအဲ့ဒီຢာတွေအားလုံးအဲ့ဒီကောင်ရဲ့လုပ်ရကြီးပဲဒါဆိုအမှုတော်ဆောင်တယောက် depression ဝင်အမှုတော်ဆောင် depression ဝင်စရာအကြောင်းမှမရှိတာဗျာဘုရားနောက်ကပတ်တော်ရတဲ့လောက်ထိ excited ဖြစ်တော့မှအများအားရှင်လန်းအောင်ဖြစ်စေတဲ့စကားနောက်ကပတ်တော်တွေကွာမျောလင်းခြင်းမရှိတော့ဒီမှာမျောလင်းခြင်းအပြည့်ယူပါအဲ့လောက်ထိနောက်ကပတ်တော်ဝင်ကနေတော့ဒီ depression ဝင်နေဆို something is not right တခုပါနေပြီလို့ညီကိုစိတ်တော့မရှိနဲ့ညီကိုချင်းစကားပြောမယ်လို့ညီကိုချင်းစကားပြောမယ်မင်းမမှန်ပြောမင်းမကောင်းတဲ့ကကြည့်နေမလားယောကျေးဇူးပြောပေးကွာမင်းထုတ်ရမယ်ကွာဒီဥစ္စာဟုတ်တယ်ငါကြိုက်တယ်အဲ့ကားကိုလေအောင်ဆိုင်နော်အတေးဥစ္စာဝင်ရတော့အဲ့ဒီပေါ့ entertainment ဝင်လာတယ်အများကြီးရှိတယ်ညီကောင်မတို့ဒီဝမ်းမြောက်ခြင်းမရှိနိုင်တော့ဘူးဆိုရင်ဒီဝင်ရပေါက်တော့ရှိနေပြီညီတက်ခြင်းမရှိတော့ဝင်ရပေါက်ရှိနေပြီတကူပါတဲ့စိတ်မရှိတော့ချစ်တဲ့စိတ်မရှိတော့ရှင်းလင်းတဲ့စိတ်မရှိတော့အဲ့မှာတင်ရဝင်ရတဲ့ပေါက်ရှိနေပြီဘာပြန်လုပ်ရလဲနံပါတ်1 repent လို့ပြောတဲ့အခါမှာနောင်တဆိုတာပါလေနောင်တဆိုတဲ့အဓိပ္ပာယ် change your mind နဲ့ Greek ဘာသာစကားနဲ့တိုက်ရိုက်အင်္ဂလိပ်လိုပြန် change your mind သင်အတွေးခေါ်တင်ပြင်ပလိုက်တာဒီနေ့စတော့မှာငါရခင်အဲ့လိုတွေးလို့ငါမတွေးတော့ဘူးဖခင်တွေးခဲ့တဲ့အတိုင်းငါတွေးမယ်အဲ့ဒါနောင်တအစစ် hallelujah hallelujah နောင်တဆိုတာဖခင်တွေးခိုင်းတဲ့အတိုင်းပဲတွေးတော့တာငါတွေးချင်တဲ့အတိုင်းငါမတွေးတော့ဘူးငါဖခင်စကားပေါ်ငါရက်မယ်အဲ့ဒါနမိတ်လက္ခဏာကြီးတယ်ဖြစ်စေတယ်ဆိုတော့တင့်ကိုဖယားသခင်ပေးထားပြီးသားအရာတွေတင့်စီရောက်ကိုရောက်လာမယ်ကြွယ်ဝခြင်းတင်တဲ့ဆိုင်တယ်။ကောင်းတင်မရသေးကြွယ်ဝခြင်းတင်တဲ့ဆိုင်တယ်။ကောင်းကြီးမင်္ဂလာတင်တဲ့ဆိုင်တယ်။ဟာလေလုယာ။အဲ့ဆို135ခုမဲ့တော့ဆာလာအငယ်15ငါတို့ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏တို့တွေကဘာတူလဲကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ထာဝရဘုရားကောင်းကြီးပေးတဲ့သူတင်ကဘုရားကောင်းကြီးရှိတဲ့သူဖြစ်တယ်ဘုရားခင်ကောင်းကြီးကဝမ်းနဲ့ရှိနေမယုံတော့ဘူးဒါဆိုတင်ဝမ်းနဲ့နေပြီဆိုဘုရားခင်ကောင်းကြီးမရသေးဘူးလို့တင်ပြောလို့ရနေတယ်ဘုရားကောင်းကြီးရှင်ဝမ်းမြောက်ခြင်းဟာဘယ်တော့မှမပြတ်သွားဘူးဘုရားကောင်းကြီးမရှိဘူးဆိုရင်တင်မှာဝမ်းနဲ့ရှိနေနေရာယူလာတယ်တင်မှာဝမ်းနဲ့ချင်းနေရာယူပြီဆိုတင်မှာဘာမရှိတော့လို့လဲကောင်းကြီးမရှိလို့ပြောဘာမရှိလို့လဲဘာမရှိလို့လဲ30-20တုတ်တာ30-20မှာဘုရားခင်ကောင်းကြီးမင်္ဂလာစီးစိမ်ကိုဖြစ်စေတတ်တယ်တုတ်တာခန်းကြီး30 Proverbs chapter 10 verse 22 please 22ထာဖျားကောင်းကြီးမင်္ဂလာဒီဘာဖြစ်လဲပြောထာဖျားကောင်းကြီးဘာရှိလဲတချို့ပြောတယ်အိုးဆရာဒေးဗလာလေဒီစီကျဲဝချင်းပါလေပဲပြောတယ်ဖျားကောင်းကြီးရှိတဲ့လူကစီးစိမ်ရှိတယ်ဗျသူများအဲ့ဒီစီးစိမ်ကခမည်းတော်တဲ့စောင်းမမို့သူများဝေမျှပေးဖို့အာမင်ကျွန်တော်တို့ကြွယ်ဝပါပဲမှုတော်ဆောင်မယ်သူများပေးကမ်းတော့မှုတော်ဆောင်မယ်အမှုတော်ဆောင်ပြီးတော့မှစာအိပ်ပဲနဲ့လာမလဲဆိုထိုင်မျောပြီးတော့မှအကြံဖန်နေလှုပ်တဲ့ထဲမှာဆရာလေးပဲလာမပါဘူးအကြံဖန်ဆိုတာသိလားမပြောချင်ဘူးမပြောတော့
လူငွေရအောင်ဘလို့နီးနဲ့ဖန်တီးရမလဲဆိုတဲ့မှာတော့မပါဘူးစိတ်လည်းဝင်စားအောင်အမေရိကန်မှာဒါဆိုဆရာဘာလို့လာတရားဟောလဲအကျွေးနဲ့ပြည့်နေအဖွဲ့တွေကိုလွတ်မြောက်စေအာရှမှာအကျွေးနဲ့အိမ်ဝယ်လို့မရဘူးခက်ရှ်တောင်းကြီးမြတ်အကုန်လုံးอ่ะတအိမ်ဘယ်လောက်ရှိလဲတအိမ်အနည်းဆုံးမရှိဘူးဆိုရင်ဟိုမှာဒေါ်လာ9သိန်း10သိန်းအိမ်တအိမ်อ่ะဒီမှာ9သိန်း10သိန်းကိုအနည်း40လောက်ဆက်နေရဟိုမှာ cash ဆရာဘယ်ကနေဘယ်လိုအဲ့ဒါတွေကဘယ်လိုလုပ်လို့ရလဲဆရာဘယ်လိုလုပ်မှလဲ cash နဲ့ဝယ်မယ်လို့တင်ဆုံးဖြတ်ထားရင် cash နဲ့ဝယ်နေတာပေါ့ဘာပဲဖြစ်ကွာငါတော့deposit လေးရရင်တော့ down လေးချပြီးတော့မှ down payment လေးလုပ်ပြီးတော့မှကျန်တဲ့ mortgage နဲ့ဝယ်မယ်လို့တင်ဆုံးဖြတ်လေတင်ယုံကြည်သည့်တိုင်းတင်တိုင်းဖြစ်စေပေါ့ဒါမဲ့ငါဖခင်ကငါ့ကိုဘာ mortgage မှမလို့ပဲအပြတ်ဝယ်နိုင်တဲ့ဖခင်ဖြစ်တယ်လို့တင်ယုံကြည်ပြီးတော့မှတင်တကယ်နေ့တိုင်းဝန်ခံကြွေးကြော်ရင်ဒါမဲ့တင်ရဲ့ဝန်ခံကြွေးကြော်ချက်တစ်ပတ်လောက်မှတော့မရက်နေပေါ့တစ်လားလောက်မှတော့မရက်နေပေါ့ဒီတစ်ခါတလေ6လလောက်ကြာရင်ကြာမယ်တစ်နေ့ကြာရင်ကြာမယ်နေ့တိုင်းမနဲ့ထားတာနဲ့ရငါတော့အကျွေးနဲ့အိမ်မဝယ်ဘူးငါတော့လုံးဝအပြတ်ပြနေတဲ့သူဖြစ်ရမယ်ယေရှုနာမနဲ့မနဲ့ယေရှုနာမနဲ့မနဲ့ယေရှုနာမနဲ့ချိန်ရတယ်ကိုကောင်းမလက်ပြကိုကောင်းချီးပေးတယ်ဆိုရင်ခင်ဗျာကျွန်တော်လုံးဝအာမခံရတယ်ဒါမဲ့ကျွန်တော်တို့ပြဿနာပါဆိုယုံကြည်ခြင်း discount ချတာတင်တော့ယုံကြည်ခြင်းမှာပါလေ on sale လိုက်ရှာဘာပဲဖြစ်ဖျားခင်အိမ်တော့ပေးတာပဲပေါ့နော်ဘာဖြစ်ပေါ့နော်မပေးသေးအနည်း30ဆက်ရောက်မှာအဲ့ဒီကြားထဲမှာခင်ဗျအတိုးတွေကဘာသူဆွဲနေလဲဘာအောင်ဘလိုက်လောက်ကျွေးနေတာဟုတ်လေရှာရခင်ဗျမဆောက်နိုင်အနည်း30မဆောက်ချင်ခင်ဗျဝန်ခံခြင်းရတစ်ခါလေး6လတစ်နှစ်တော့ကြာတယ်အဲ့6လတစ်နှစ်ကိုနေ့တိုင်းဝန်ခံတော့တို့ကတင်းဘာလဲစိတ်မရှိဘူးအနည်း30ပေးရတာတော့စိတ်တွေရှိနေတာအဲ့စဉ်းစားကြည့်ဇက်တိုက်တရက်ကွာနေ့တိုင်းဝန်ခံ6လဝန်ခံ6လလောက်ဝန်ခံတော့မရိုက်ဘုရားခင်စိတ်တူချင်လာပြီဘာလို့တော့စိတ်မတူဘူးဘာကအနည်း30 40ပေးရမှာစိတ်မတူတတ်ဘူးဘုရားကြောင့်6လလောက်ကျွန်တော်တို့အရာကျွန်တော်တို့လေဘုရားတခင်ကိုကျွန်တော်တို့အရာဘယ်လိုခေါ်လဲကွာဘုရားကိုကျွန်တော်ကနှွဲ့ဆိုးတယ်တို့လေတိတ်နှွဲ့ဆိုးတယ်ဒါပေမဲ့ဘုရားချစ်ချစ်တော့ပြန်ဆွဲခေါ်တယ်အော်ဝယ်လိုက်ပြီပေါ့နော်တဲ့ဝယ်လိုက်ပြီပေါ့နော်တဲ့ရှုံတော့ချင်းခံသွားပြီအနည်း30ဘုရားတခင်ဒါပေမဲ့အဲ့တော့ तू မသိဘူးအိတ်တက်စီးဝေးတွေပါလို့ဟာလေလုယာလုံးနေတာအိတ်တက်စီးဝေးဒါပေမဲ့အနည်း30ခါနာလဲအလုပ်သွားခေါင်းကိုက်လဲအလုပ်သွားရလဲအလုပ်သွားအဲ့ဒီဖွဲ့ဒီအားလုံးဘုရားသခင်ကလေပြင်မလို့အကြည့်လို့ဘုရားပြောနေဝင်လေးပြပြင်မလို့သူပေါ့အဲ့ဒါငယ်တွေကတို့ဆန်တဲ့စကူမှာဂျာဘူးတာဂျာပိုက်ဖြစ်တဲ့အခါမှာတို့တော့မတိုးတော့ထုတ်သွားပြီမမလုံးမတိုးတော့အင်္ဂလိပ်လိုပြန်ပြောမှထင်တယ်အင်္ဂလိပ်စကားမှာအရင်ကောင်းတယ် come to me those who laborဆိုတာအလုပ်ကျန်းတဲ့ဘာလဲလဲthose who labor and are heavy laden come to me and I will give you rest အခုကျွန်တော်လေကြည့်ချင်တော့မဟုတ်မြန်မာလိုခေါ်တာတဲ့အင်္ဂလိပ်လိုခေါ်တာဝင်လေးပင်မတော့သူပဲပြောတာဗမာစကားငါထပ်လို့ငါချတာပဲဝင်လေးပင်မနဲ့သူပဲပြောတာအင်္ဂလိပ်ကတော့ပြော those who labor အလုပ်သမားတွေတဲ့ရိုးတယ်မလို့ဘာလို့ပင်ပါဆိုအလုပ်နေရတဲ့အလုပ်သမားတွေအလုပ်ပိနေတဲ့အဖွဲတွေငါထပ်လို့လားငါချတာပေးမယ်အော်ကိုတော့လာတာပဲလေတပတ်တစ်ခါဖျားကြောင်းပဲလာတတ်တာနင်တို့မသိယူဘူးတဲ့ငါထပ်လို့လားငါချတာပဲနောက်ပါပြောလဲငါထမနီးခံတယ်အင်္ဂလိပ်ဆိုရင် learn from me တင်ယူငါစီယာဘာတင်ယူပါလဲငါရဲ့နီးဥပဒေတာတွေတင်ယူငါဘလို့ဖျားလဲဆိုမင်းတင်ယူမင်းမပင်ပေါ့ငါလုပ်ပေးမယ်တဲ့ဟာလေလုယာပင်ပါစီဖြားပြီကျွန်တော်တို့ပြဿနာပင်ပါစီဖြားခင်တနေ့ရှင်းနိုင်တော့မဆုတောင်းနိုင်ဖြားခင်ရှင်းနိုင်အလုပ်လုပ်လိုက်မယ် overtime မှာဆင်းလိုက်မယ်ပေါ့ရှင်းနိုင်ထိုင်ဆုတောင်းဆိုခါနာတယ်သူတွေလည်းနာလာပြီတော်ပြီအများကြီးရှင်း no ဘုရားကနေလည်းရှင်းနိုင်ဆုမတောင်းခိုင်းဘူးတင်ယူခိုင်းတာဘုရားမပေးတဲ့ယောဂဘာလို့ရှိနေလဲဘုရားမပေးတဲ့စင်းရဲခြင်းတွေဘာလို့ရှိနေဘု
ယားမပေးတဲ့အရာတွေကြောက်ရွံ့ခြင်းတွေဘာလို့ရှိနေလဲဖယားမပေးတဲ့အရာတွေတို့အထက်မှာဘာလို့နေရယူနေလဲရှင်းရှင်းပဲပြောမယ်ဖယားမပေးတဲ့အရာတွေတင်တယ်မှာဘယ်တော့ရောက်လာလဲသိလားတိစိတ်အလိုလိုက်ပြီးတော့အသက်ရှင်တဲ့အချိန်နဲ့စပြီးတော့သူရောက်လာပြီတို့စိတ်လိုရမ်းလိုက်ခဲ့တယ်တို့လေကျမတော့မကောင်းတဲ့ကောင်မကြည့်ကိုရီးယားကောက်ပဲကြည့်ကိုရီးယားကားထဲမှာနှုတ်လက္ခဏာတွေအများကြီးပဲယောက်ကမှချွေးမအောင်နှိမ့်ဆက်တယ်အမယောက်ကမှချွေးမပြောင်းတော့မှအမျိုးဆုံးပြီးတော့မခဏရဆုံးဆွေးကြွချပြီးတင်လိုက်တယ်အဲ့ဒါကြည့်လို့အဲ့ဒါဇလန်းလို့မထင်နဲ့အဲ့ဒါဒီအားလုံးတဲ့အထဲမှာအမြင့်ကျသွားပြီတခုခုဖြစ်တဲ့ရတွေးကိုရီးယားကရောက်သွားနှုတ်ဘယ်လိုစီမရောက်ဘူးဟာလေအဲ့ဒီမင်းသမီးလိုပဲတည်တော့မှမတည်ပါဒီနှုတ်ကပတ်တော်တိုင်းမသွားနိုင်တော့မပြောပြမနေကုန်ပါဘူးဘုရားကနေငါတို့ကကြောက်တတ်တဲ့စိတ်ကိုမပေးဘူးတကူပါလေစိတ်ပြောတကူပါလေစိတ်ဆိုတော့မရှိရမှာပါလေ come on ဘာမှလို့ကြတော့တကူပါလေစိတ်အင်္ဂလိပ်လိုမှကြတော့ power တဲ့ come on man ဒါကြောင့်ကျွန်တော်ကြီးကြတော့မို့ကျွန်တော်အင်္ဂလိပ်လိုပဲဟောချင်ကျွန်တော်ဘရာဇီးမှာတော့တရားဟောတာဟာလူတွေကွာမတ်တက်ထားရက်ကျွန်တော်အခုအဆောက်အအုံမှာသွားဟောတယ်ကျွန်တော်တစ်ခါဟောတစ်ခါရက်တယ်ဒီမြန်မာတွေစီမှာပြန်လာဟောရင်ငါပဲရက်တာတို့ကအတကောအတပါထွက်တော့ပဲပြောเลยပဲနားထောင်နေလားစင်ကျင်လားအဲ့နေလားလည်းငါလည်းမဖြစ်တော့တယ်ဒီကမမတော့တို့ရတတ်တာတွေမှာတစ်ခါလေးမှာစိတ်အလိုလိုက်ပြီးတော့မှအသက်ရှင်ခဲ့တဲ့စိတ်အလိုလိုက်ပြီးပြောဆိုခဲ့တဲ့အတင်းမပြောရဘူးဆိုတာသိတယ်စိတ်အလိုလိုက်ပြီးတော့မှပြောတော့မပြောချင်ပါဘူးလေမပြောချင်ပါဘူးအဲ့ပဲပြောမယ်မပြောချင်ပါဘူးဆိုဆက်မပြောနဲ့လေမပြောချင်ဘူးဒါပေမဲ့နောက်ဆုံးတစ်ခေါက်သူ့ရဲ့နောက်ဆုံးအရင်များနေပြီဆိုတာငါသိတယ်နောက်ဆုံးတစ်ခေါက်တော့ငါပြောလိုက်မယ်နောက်တစ်ခါလည်းလိုက်ပြီဒါနောက်ဆုံးပဲနေရဟိုတစ်ခါနောက်ဆုံးလို့ပြောတယ်ငါရှိတယ်နော်နေဟုတ်လားဒါဆိုနောက်ဆုံးဒါမှနောက်ဆုံးဒီကောင်မတော်သူများမကောင်းကြောင်ပြောလိုက်တဲ့အရာကတင်းအတွက်ဘာမှမဟုတ်ဘူးတင်ပေမဲ့သူများမကောင်းကြောင်ကိုတင်ပြောတဲ့နှုတ်ကနေထွက်တဲ့မကောင်းတဲ့အရာတွေအားလုံးကတင်မျိုးစိချလိုက်တဲ့တင်းအတွက်ဒါကြောင့်အဆိုးအပြင်အရှုံးမခံနဲ့တဲ့ကိုပြောတာအကောင်းအပြင်အဆိုးကိုအနိုင်ယူဘလောက်ပဲမကောင်းပါစေမင်းနှုတ်ကနေဘလောက်မကောင်းပါစေမင်းနှုတ်ကကောင်းတဲ့စကားပဲထွက်ပါစေဟာလေလုယာဒီနှုတ်ကဆိုင်းရည်တွေနဲ့ချိုတဲ့ရည်နဲ့ခါတဲ့ရည်မထွက်တတ်ဘူးသူများဘလောက်ပဲမကောင်းပါစေမင်းနှုတ်ကထွက်တဲ့စကားကောင်းသောစကားဖြစ်မယ်ဆိုမင်းရအနာဂတ်မှာကောင်းတဲ့ချင်းညာမင်းကိုစောင့်ကြည့်နေလိမ့်မယ်ဟာလေလုယာသူများမကောင်းတဲ့အရာတွေကိုစာရကပေးပြတော့မှာဘာပြောလဲမကောင်းတာမကောင်းပြောမှာပေါ့ဟုတ်လားအဲ့လေဆရာမကောင်းတာမပြောလို့ကျွန်တော်ဘာပြောရမှာလဲမကောင်းပြောတာအမှန်တရားမကောင်းတာမကောင်းပြောခိုင်းတာအမှန်တရားအဲ့ဆိုဆရာမကောင်းတဲ့ထက်နဲ့ဘယ်လိုအကောင်းပြောရမှာလဲမကောင်းတဲ့ထက်နဲ့ဘယ်လိုအကောင်းပြောရမှာလဲတမန်တရားကမကောင်းဖို့အကောင်းလို့ပြောခိုင်းတယ်မကောင်းတော့မကောင်းပြောခိုင်းတာအမှန်တရားတမန်တရားမကောင်းအကောင်းပြောဘာကြီးလဲမကောင်းအကောင်းပြောတွေးချနေတဲ့အယိုးတွေကိုကြည့်တော့မှပြောတော့6ပြအယိုးပဲတော့ပြောလို့မဟုတ်လားဖယားပဲပြောတယ်တွေးချနေတဲ့အယိုးကြည့်အမကြီးဖယားပါတင်လေကဘာကြီးကိုဖန်ဆင်းတဲ့ခါမှာမောင်မိုင်းအတိကျနေတယ်တဲ့ဖယားအဒီမောင်မိုင်းကြည့်တော့မောင်လိုက်တာနော်လို့ပြောရင်တော်မောင်ပြီနော်လို့ပြောမောင်သွားမယ်ဒါပေမဲ့အဲ့ဒီအမောင်ကြည့်ပါဖယားပါပြောတယ် Let there be light မကောင်းတဲ့အရာမကောင်းတာဒီတော့မကောင်းတာပြောနေမကောင်းတဲ့ကောင်လည်းမကောင်းဘူးမကောင်းတဲ့ဟာကိုမကောင်းပြောရှင်သိရလည်းပဲမကောင်းချင်ကူးဆက်သွားတယ်ဘာပဲဖြစ်နေပါစေငါဆုတောင်းပေးမယ်ဒီကောင်မကောင်းပါဘူးဒါပေမဲ့ငါယုံကြည်တယ်ဒီနေ့ငါရဲ့ဆုတောင်းချက်ပဲသူ့အသက်တာလွတ်မြောက်မယ်ဆိုရင်ငါလည်းကောင်းချီးရှိတယ်ငါလည်းဘုရားမုန်းချီးရှားတယ်ဟာလေလုယာဘုရားရှင်းမှလည်းငါမျက်နှာရတယ်မလားတော့သူထပ်ပြောမယ်3ယောအခန်းငယ်1မှာပါပြောလဲဆိုတော့3ယောအခန်းငယ်1မှာ
လိုက်ဆိုရအောင်တင်းဤစိတ်နှလုံးကောင်းစားတကဲ့သို့တင်းဒီအရာရာ၌ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိမိကြောင်းငါဆုတောင်း၏ဆိုတော့ဗာလေတင်းစိတ်လုံးကောင်းစားတဲ့အရာကောင်းတာတင်းမကောင်းတဲ့လူမကောင်းတာမြင်နေခြင်းတင်းစိတ်နှလုံးဘာဖြစ်သွားလဲမကောင်းစားသွားတာဥမာဇနာလည်းပြောပြအစတည်းကနိုင်ငံရေးစားဖြစ်တဲ့ချိန်မှာချားလူတွေဆရာကိုရမ်းမုန်းတယ်ကြိုက်တာပြောဆရာပြောပြတယ်ဆရာကဒီစစ်တပ်လဲဆရာမကြိုက်ပါဘူးဘယ်အဖွဲ့မှမကြိုက်ဘူးဆရာဘာလို့မကြိုက်လဲဆိုတော့ရှင်းမပြောမယ်ဆရာကိုဘုရားသခင်ကဘယ်အဖွဲ့တော့မှမလိုက်ခိုင်းဘူးသူ့အတွက်ပဲအသက်ရှင်ခိုင်းလို့ဆရာပွင့်လည်းပြောပြဆရာလက်မခံလဲဆရာဘာဖြစ်ဒါပေမဲ့တမန်တရားပေါ်မှာပြက်ပြက်ရက်ဖို့လို့ဆရာသိပေးရလူတိုင်းဒီ Facebook မှာလေတယောက်ထိုင်ဆွဲနေကြမို့တော်ဆောင်နေလဲ like စင်းမလို့တော့မနှထားတာနဲ့ Facebook ပေါ်တာဘာတော့တက်တဲ့ကျမ်းပိုင်နဲ့ဟိုလူမှားတယ်ဒီလူမှားတယ်ဟိုလူမှားတယ်ဒီလူမှားတယ်သူတို့ကလို့ပြောနေတာနဲ့သူတို့အပြင်ဘယ်သူမှမပြောင်းလဲတော့ဘူးတို့လုံးဝမဟုတ်လူမှန်တယ်ဒီလူမှားတာမဟုတ်ဘူးလွတ်မြောက်ဖို့ဗျာလူတွေလွတ်မြောက်ဖို့ဗျာလူတွေလွတ်မြောက်ဖို့ဗျာကျွန်တော်တင်မဲ့စာတန်ကလှည့်စားထားတာဒီလူတွေအားဖြင့်ကိုယ်စိတ်ပုတ်အောင်စာတန်လုပ်နေတာဘုရားဘာဖြစ်လဲအဲ့ဒီတောင်းနှစ်တောင်းမပြိုကြမချမ်းမပြိုဘူးဟိုကလေမပြိုတစ်နှစ်လည်းမပြိုနှစ်နှစ်လည်းမပြိုသုံးနှစ်လည်းမပြိုလေးနှစ်လည်းမပြိုတော်ကြာနေပြီဟမ်ပြိုမောင်ထိုင်ကြည့်နေကိုပဲပြိုသွားတဲ့အဖွဲ့ရရှိတယ်ဘာဖြစ်လို့သူတို့ကြည့်မှလဲလို့တို့ပြဿနာကမယုံကြည်သူတွေကတော့ထားလိုက်ဖရားမသိလို့ယုံကြည်သူတွေမနှက်ထနဲ့ကြည်တာဖရားရဲ့မျက်နာတော်မဟုတ်ဘူးဗျဖရားသခင်ဘာကြည့်နေလဲဆိုတာမသိယူဘူးဗျတို့နှလုံးသားပြောင်းရင်ပတ်ဝန်းကျင်အကုန်ပြောင်းတယ်အခြေအနေအကုန်ပြောင်းတယ်ဘုရားသခင်ကတင်းဖြစ်ချင်တဲ့အခြေအနေပြောင်းပေးမှာမဟုတ်ဘူးတင်းနှလုံးသားမပြောင်းမချင်းစိတ်ချကျွန်တော်ပြောတာကျွန်တော်ခံပြီးသွားပြီဒါကြောင့်ကျွန်တော်လဲသွားပြီဘုရားစင်ကကျွန်တော်လာဖားနေကွာဘာမှညာမပြောနဲ့တခါတည်းသူအစစ်ရှိတယ်လေဖမ်းပြီးနည်းနည်းအချုပ်ထဲထည့်ရမယ်ဘာလဲနည်းနည်းပါဘာလဲတရားရုံးတွေပါတက်ရမယ်ဘာမှမတက်လိုက်ရဘူးဟာနဲ့ဟိုတဲနဲ့တင်းကိုဆွဲသွားတယ်အင်းစိတ်ထောင်းပြုံးဒါပဲမြန်လိုက်တာထောင်းတကားရပိတ်ဝိုင်ချင်းနဲ့ငါဘယ်လိုဖြစ်သွားလဲအခုနဟိုတယ်မှာခုလေဟိုတယ်တော့ဟိုတယ်ပဲဒါမဲ့စားကြမရှိတဲ့ဟိုတယ်ဘာလဲနားမလည်နိုင်ဘူးကိုပြန်ကြည့်တယ်ငါပဲရောက်သွားလဲအခုန5 star အခု0 starယေရှုနာမနဲ့ဆေးရအတွင်းမှာလွတ်မြောက်မယ်ယေရှုနာမနဲ့ဆေးရအတွင်းမှာမလွတ်မြောက်ဘူးအေးဆန်ရှင်းထပ်တော့မယ်အရန်20ယေရှုနာမနဲ့ဆေးပြည့်သွားတယ်မရပါဘူးအေးဆန်ရှင်းထပ်တော့မယ်ဖျားခင်30ပြည့်လဲဘာမချူ30ပြည့်မထူတော့ဘာမချူတော့ကျွန်တော်ကွာလို့ဖျားခင်ပြောတယ်မင်းစုတောင်းနာမပေးဘူးဘာလို့လဲဖျားတယ်ငါမင်းကိုမင်းတောင်းနာမပေးဘူးမင်းကငါတင်ပေးချင်ညီကောင်မောင်မလို့မှတ်ထားဖျားနဲ့သွားတော့ပညာအရန်ပို့တယ်တင်းကိုစုတောင်းနာမပေးတော့ဘူးဆိုရင်စိတ်မကောင်းနဲ့အဲ့ဒါငတ်တော့တင်းကိုတောင်းလို့တင်းဖျားတဲ့အကြီးအကျယ်တောင်းလို့ဖျားမပေးတော့ဘူးဆိုရင်တင်းကိုတစ်ခုတင်ပေးတော့မယ်ပေးချင်တယ်လေလို့ဖျားမေးတယ်ချိန်မှာရှင်းပဲဖျားပေါ်ပြငါမင်းမကြခင်မှာချင်းမြောက်တယ်ငါသားโอเคလေကိုတော့ချင်းမြောက်မှာဟုတ်တယ်ချင်းမြောက်မဲ့ကိစ္စဘာလို့ဒီထဲမှာလာထည့်တာလဲသူ့ဘာတာမပါဘဲနဲ့ချင်းမြောက်လို့မရဘူးငါသားအတန်းတိုင်းမှာစာမပွဲရှိတယ်ဘာစာမပွဲလဲကိုတော့ချင်းမြောက်ချင်းမလာခင်ချင်းဝမ်းချင်းစာမပွဲကိုဖြေရတယ်ချင်းမြောက်ချင်းမလာခင်ချင်းဝမ်းချင်းစာမပွဲဖြေရတယ်မင်းတရက်မင်းကိုဖမ်းတဲ့ကောင်တွေကြောင့်မင်းစဉ်းစားတော့စိတ်ဆိုးနေမှာစားမင်းဖျားကိုချင်းဝမ်းတက်လာရင်ချင်းဝမ်းချင်းပြီးသွားတဲ့ခါမှာချင်းမြောက်ချင်းကမင်းချင်းမတရားရှိလာတော့မယ်ဒီနေ့တရားတက်တာထဲမှာစိတ်ပြောင်းဝမ်းနေပြီးတော့မှဟိုလို့စိတ်ဆိုးဒီလို့စိတ်ဆိုးဟိုလို့မချင်တဲ့ဒီလို့မချင်တဲ့ဖြစ်နေရှက်လိုက်တော့အဲ့အဖို့ဆိုးသွားလိမ့်မယ်စိတ်လုံးမကောင်းစားရင်ကောင်းစားရှိနေတဲ့နောက်လာကမှမဟုတ်တော့ဘူးဆိုတော့တခုတည်းမှာဖြစ်နေတာဖြစ်လာပြီဆိုဘုရားခင်ကဘာတင်ပေးရှင်ပြီလဲချင်းမွတ်တက်ချင်းကိုတင်ပေးနေပြီပြောဘာတင်ပေးနေပြီလဲတင်တောင်းတော့ဘု
ရားမပေးတော့ဘူးဆိုရင်တင့်ကိုဘုရားတစ်ခုတင်ပေးနေပြီဘုရားသခင်အကောင်းဆုံးတင်ကြားမှုတစ်ခုကတော့ချီးမွမ်းခြင်းဒီစီမမှာချီးမွမ်းတာရမ်းလွယ်တယ်ထောင်ထဲမှာချီးမွမ်းတာမလွယ်ဘူးအဲ့ဘယ်လိုပဲရှိတယ်ကင်းမီကောင်နှကောင်ကအခန်းထဲရောက်လာတယ်လာလဲတာလားပါလားမသိဘူးလင်းလက်တော်ငါ့ကိုထိုးမယ်ဆိုတော့ချုပ်ပြီးကျွေးလိုက်ရတယ်ဘောင်းဆိုနေချက်ရ sorry ပဲတကယ်ချင်းတို့ရညဆိုအိမ်မပြောတော့ဘူးဒီကောင်တက်လာပြီးငါ့ကိုဆွဲပြီးတော့ထောင်ထဲမှာဘယ်တော့မှ2ယောက်3ယောက်တယောက်တည်းမထားရအောင်ထောင်ထဲမှာစိတ်ညစ်ပြီးကိုယ့်ကိုတတ်တည်တက်လို့ဒါမဲ့ဆရာတိပလာတယောက်တည်းထားတယ်ချစ်လို့တယောက်တည်းကြာတော့ခါထဲမှာဖះတော်မရှိ depression တွေဝင်သွားတော့လက်သွားနိုင်တဲ့ကွက်တွေဒါပေမဲ့ဖះခင်ဒီထဲမှာတပါလုံးအောင်မင်းဘာမှလုပ်ဆရာမရှိတစ်ခုပဲလုပ်နေတယ်ယုံကြည်သူမှလုပ်ဆရာတစ်ခုပဲရှိတယ်ဘာလုပ်ဆရာမရှိရှောင်းပြောနေအချင်းမဆုံးလုပ်ဆရာတစ်ခုရှိတယ်အဲ့ဒါကချီးမွမ်းခြင်းပြချီးမွမ်းခြင်းအဲ့ရှာနေဆောင်လို့ဆရာဒေးဗလာသိပါပြီချီးမြှောက်ခြင်းမလာခင်ငါ့ကိုချီးမွမ်းခြင်းဆောင်မဖြစ်ခိုင်းနေတာပဲအဲ့ဒီနဲ့စောက်တော့မှာထောင်တကာဂျိမ်းဆိုဖိတ်အဲ့ထောင်တကာဖိတ်တဲ့အတာဒီမှာနာတယ်ဘာမှမသိဘူး feeling တစ်ခုရှိတယ်ဒီလားမသိခင်ဗျအဲ့ဒီတန်တကာကြီးပိတ်လိုက်တော့အဲ့ဒီကိုယ့်ရဲ့အတွင်းတကာကိုအဲ့လိုဂျိမ်းဆိုတော့ပိတ်လိုက်တဲ့အချိန်အတွင်းအပြင်အကုန်ပိတ်တာအဲ့မှာတေးသွားလိုက်ခင်ဗျတေးပဲမနေ့ကမှဆွဲထုတ်မှာလုံးအဲ့ဟာဒီအားလုံးကအဲ့ဒီဟာထောင်မကြီးကုန်ယူသွားတာအဲ့ထဲမှာဖြစ်နေဘာမှမတတ်နိုင်ဘူးအဲ့ဂျိမ်းဆိုပိတ်လိုက်ပြီဆိုနေကိုတော့ကောင်းမြတ်တယ်ကိုတော့ကောင်းမြတ်တယ်စာတင်လို့ချီးမွမ်းတယ်တချင်တပုတ်ပြီးတပုတ်ဟာလေလုယာယေစာတာရာဘာဆူတိုကိုဘရှိတီယာကဘာချီးမွမ်းတယ်အဲ့ဒါဘေးနာဖွဲ့တယ်တချင်တော့နားတော့ကောင်းနေတယ်ဟိုခုနပြောဆိုတဲ့အတာဘာလည်းမသိဘူးနော်ခါရဘာစာရဘာတွေဘာလဲတော့ငါလည်းမသိဘူးကွာမင်းတို့နားမလဲပါဘူးအာတထန်ကိုတို့အာရဘာရှာရဘာတွေတို့နားမလဲဘူးယသနာမရှိဘူးဘုရားကိုအားပါချင်ပါတချင်တပုတ်ပြီးသွားအဲ့ဒီဟိုဘက်ကအဖွဲ့လူမကြီးရှိတယ်အခုတော့သူများတက်လို့တရားကိုကြောင်းဆိုသူဘေးနာညီလေးနောက်တော့ညီလေး request တွေလာနေတာတော့ဘလို့ပြီးတော့လို့ဘုရားကိုကိုယ်မှာဆိုတော့ညီလေးနောက်တော့ဆွဲလိုက်ညီလေးကိုခဏနေကိုရဲတော့ကျွန်တော်ခဏဆူတောင်းနေလို့အေးညီလေးမိုးရွာပြီဆိုတော့ပိုကောင်းတယ်မိုးရွာပြီဆိုရင်မိမိကြွချင်တယ်ဘယ်တော့မှနောင်မချဘူးဟဲ့ဘယ်တော့ဒါလေးပဲဒီနားလေးမောင်ရေးလဲဆွဲနေဘယ်တော့မှနောင်မချဘူးအဲ့မှာကြည့်ရသေးတယ်တန်တိုင်းရလေသူများလာကြည့်ယူသွားပြီထင်မှာဆိုလို့ဘောမရှိဘယ်တော့မှနောင်လူရိတ်လာပြီဆိုတော့ဒါလေးပြန်ထိုင်လိုက်ရတော့လိုက်လားနောင်မချဘူးလက်တော်နဲ့အမြဲတမ်းပို့ဆောင်တယ်ရဲတယောက်တည်းပဲအမဒီလုံးနေပါကိုပါတာတန်အဲ့လေကိုပါတာကိုကျွေးနေတာအဲ့ဒါတွေကတယောက်တည်းဖျားနဲ့ဝမ်းမြောက်တာတယောက်တည်းတတိတော့ရတာဗောဟိုးတုန်းကဗန်နေနဲ့ဟာလားရေးလဲဆွဲခဲ့တဲ့ချိန်နေရှိမယ်ဒီမှာတယောက်တည်းပဲတန်ဆွဲနေနဲ့လူလိုက်ခဏရက်လိုက်စိတ်ထဲနေတော့တချင်မပြတ်တော့လေဘီတာဆွဲတယ်သုံးလလုံးရှယ်ဆွဲတယ်ရှယ်အဲ့လိုလေတင်တောင်းတာဖះမပေးတော့ဘူးဆိုရင်တင်ဖះပါတင်လေတိလားချီမချင်းဒါဆိုဘလူးတော့ချီမွန်နိုင်တာတိလားစင်လုံးကောင်းစားတချင်းကစင်လုံးကောင်းစားတဲ့နှလုံးသားပဲချီမွန်တတ်တယ်ဒါပေမဲ့ကောင်းစားဖို့မချီမွန်ရအောင်ကောင်းစားဖို့ချီမွန်တဲ့အတွက်နှလုံးမှားနေတယ်ထောင်တကားပွင့်ဖို့ပေါ်လို့နဲ့တိလားချီမွန်နေတာမဟုတ်ဘူးအဲ့ထောင်ထဲမှာဆက်ရောက်တဲ့ထောင်တကားပွင့်တာမပွင့်တာသူကိစ္စမဟုတ်ဒါပေမဲ့ဘုရားသခင်ဟာဘယ်တော့မှအချီနေငါတို့ကိုဒီလိုတွေ့ကြုံစေတာမဟုတ်ဘူးဘုရားမှာကြီးမားတဲ့ချမ်းစီရှိတဲ့တို့အားလုံးဟာလေလုယာဒီလိုမှမလို့ခါလီမှာတို့ဟိုလူမကျင်နဲ့ဒီလူမကျင်နဲ့စိတ်တွေနဲ့လူတွေကိုမုန်းတီးတဲ့စိတ်တွေနဲ့သင်တို့ဆူတောင်းနေတဲ့အရာတွေအားလုံးကအဲ့ဒီမကောင်းစားခြင်းတွေ
ဒီနှလုံးသားနဲ့ဆူတောင်းတယ်ဘေးမှတ်တာစာတာလုပ်နေတာဟောဆရာခုနားလည်ရှင်းတော့စံကြီးကျွန်တော်ဘာဥပဒေနဲ့ဖမ်းတာလဲဖမ်းဖို့ဥပဒေမရှိတဲ့အတွက်ကြောင့်အင်္ဂလိပ်ခေတ်ကဥပဒေကိုပြန်ယူလာပထမဆုံးအသက်ပြန်သွင်းတာဆရာဒေးဗစ်လာမယ်အနည်းရာနဲ့ရှိပြီအဲ့ဒီဥပဒေမရှိဘူးမြန်မာပြည်မှာအင်္ဂလိပ်ခေတ်မှာပဲရှိခဲ့တာအဲ့ဒီအင်္ဂလိပ်ခေတ်မှာရှိခဲ့တဲ့ဟာနဲ့အသက်ပြန်သွင်းမဆုံးလားဆရာစံကြီးအောင်မတရားလုပ်တယ်ဒါပေမဲ့အဲ့ဒီမတရားလုပ်တာယူထိုင်ပြီးတော့အဲ့ဒီမတရားတဲ့လူတွေကြောင့်ထိုင်စဉ်းစားရင်ဘယ်သူမှမရှုံးဘူးကိုပဲရှုံးတယ်ကိုပဲရှုံးတယ်ကိုပဲရှုံးတယ်ပေါ်ချစ်ငါကိုဘာကိစ္စနဲ့ဖမ်းတာအော်အဲ့ဒီကနေမှာအော်စစ်တပ်ကလည်းတော့ဖမ်းတာမဟုတ်ဘူးခရိယန်တွေကပါဝိုင်းလှော်ကြသေးတာအဲ့ဒီကနေမှာခရိယန်ခေါင်းဆောင်တွေကပါငါ့ကိုဆိုင်ဝိုင်းထုတ်လိုက်တာဖြစ်ချင်တော့ဆရာဒေးဗစ်လာအဖာမခံခင်လေးမှာအဲ့ဒီဆောင်တွေ့တာကွာခရိယန်ခေါင်းဆောင်တွေအကုန်ဆိုင်ထုတ်ထားတဲ့ဆိုင်သူတို့ဖမ်းတော့မယ်လေအဲ့ဒီခရိယန်တွေရဲ့ Anglican Methodist Baptist နှစ်ချင်းဂိုင်းကျုပ်တွေအားလုံးကနေပြီးဒီလူကကြောင်းနဲ့ဘာမှဆိုင်ပါဘူးဆိုတာဆိုင်ထုတ်လိုက်တာအစိုးရနဲ့ချိတ်လိုက်တယ်ဂိုင်းလိုက်တာအဲ့ဒီစာကိုစတွေ့ပြီးသိမကြအောင်ဒါပါလားဆိုတော့ anyway ဘာမှဖြစ်ပြန်လာမရှိဘူးဒါပေမဲ့ခိတ္တခဏတော့လူဖြစ်တော့ကြောင်းမတရားကွာဖះမသိတဲ့ကောင်ငါ့ကိုဖမ်းတာပြန်လာမရှိဘူးငါကိုခရိယာအချင်းချင်းတော့ခေါင်းဆောင်တွေကဝိုင်းပြီးတော့မှစိုင်းထိုးရဖမ်းတယ်ဆိုတော့နားတယ်ပေါ့ကွာဒါပေမဲ့ဖះပါတင်တယ် no ငါသား no please no ဒီမကောင်းခြင်းတွေကိုမေးကြည့်ပြီးတော့မှမင်းရဲ့စိတ်နှလုံးကိုမကောင်းစားတော့မှလားမင်းဟာဒီစိတ်နှလုံးမင်းအဲ့ဒီမကောင်းစားတဲ့လူတွေမင်းကိုမကောင်းတာလုပ်တဲ့လူတွေကြည့်တော့မင်းကစိတ်လုံးမကောင်းစားပဲသူတို့ကိုမင်းဟာဒေါသထွက်နေမယ်မင်းသူတို့ကိုချီးနှောင်ထားမယ်ဆိုရင်မင်းမကောင်းစားမှာအဲ့နဲ့ယေရှုပြပြီရှားတဲ့အဲ့တော့ခါတယ်လေမွေးထဲမှာရှောက်ဖမ်းသွားတယ်လေမွေးဖမ်းသွားပြီဆိုဘယ်သူကထီလာဆောင်ပေးပါလဲဟောဖမ်းသွားတယ်ခက်တယ်ဘလို့ထီလာဆောင်မဆောင်ဘူးဆက်တရားပြစ်ထားလားဖီတော့မဟုတ်တာပေါ့အရနာကျင်ရတယ်တခါလေစဉ်းစားရင်ဒါပေမဲ့စိတ်လုံးကောင်းစားခြင်းမကောင်းခြင်းတွေနဲ့တင်ရတာပြန်ပြောမယ်စိတ်လုံးကောင်းစားခြင်းမကောင်းတဲ့အခြေအနေတွေကနေပဲတင်ကိုဘုရားတင်ခိုင်းတာယေရှုခရစ်တော်ကသူ့ကိုကားထဲမှာတင်တတ်နေတဲ့သူတွေအားလုံးသူတို့မသိပဲလုပ်တဲ့အဖြစ်တွေကိုခွင့်လွှတ်ပါဆိုတဲ့နှလုံးသားရအဲ့ဒါကောင်းစားတဲ့နှလုံးသားအဲ့ဒီနှလုံးသားကိုဘုရားမချင်းကြောက်ပဲဘလို့နေပါလဲ3 ရက်မြောက်တဲ့နေ့မှာပေခြင်းကသူ့ကိုထိတ်ချုပ်ထားလို့မရတော့ဘူးရှင်ပြန်ထမြောက်သွားတယ်အဲ့ဒီအရာကယေရှုခရစ်တော်ကပေခြင်းကို3 ရက်နဲ့ကျွန်တော်ကတော့နည်းနည်းသိမနှက်လိုက်တဲ့ကြောင့်3 လနှလုံးသားကောင်းစားတဲ့ယေရှုကတော့3 ရက်နဲ့ပေခြင်းနဲ့ထမြောက်တယ်ကျွန်တော်နှလုံးသားကိုပြုပြင်ရတာနည်းနည်းမှကြောတဲ့အတွက်ကြောင့်3 လကြာတယ်ဘသူရဲ့ကိစ္စမှာဘသူကောင်းတာမကောင်းတာရှောင်းမပြောနဲ့ဒီနှလုံးသားကောင်းစားပြီဆိုရင်အနောက်ကနေ goodness and mercy shall follow me all the days of my life hallelujah ဒီနေ့အစတော့ကောင်းစားခြင်းနဲ့တင့်အိမ်ကိုရောက်လာလိမ့်မယ်ကောင်းစားခြင်းနဲ့တင့်အိမ်ကိုရောက်လာမယ်ကျမ်းမာခြင်းနဲ့တင့်အိမ်ရောက်လာမယ်တကောပါတဲ့စိတ်နဲ့တင့်အသက်တာထဲမှာရောက်လာမယ်ရှင်းတဲ့စိတ်နဲ့တင့်အသက်တာထဲမှာရောက်လာမယ်ချစ်တဲ့စိတ်နဲ့ရောက်လာမယ်တခုပဲဘုရားကတင့်ကိုတင်ခိုင်းနေမယ်စိတ်နှလုံးကောင်းစားခြင်းကိုတင်ပေးလိုက် hallelujah ဘယ်သူတွေကိုတင်ချီနှောင်ထားလဲဘယ်သူတွေကိုတင်ချီမရလဲဘယ်သူတွေကိုတင်အထဲမှာနေရာရှိနေတယ်ရှင်းလေးပဲညီကိုမောင်ပါယေရှုတော်မှာသူ့ကားထဲမှာတင်တက်တဲ့သူတွေကိုသူတို့မသိဘဲနဲ့လုပ်တဲ့အပြစ်တွေကိုခွင့်လို့ပါဘလောက်ကောင်းစားတဲ့စိတ်တော်အဲ့ဒါကြောင့်နှုတ်ကပတ်တော်မှာပြောလေခရစ်တော်၌ရှိသောစိတ်တော်တင်တို့၌ရှိစေကြလောနှုတ်ကနေကျွန်တော်တို့လိုက်ပြောခရစ်တော်၌ရှိသောစိတ်တော်ကျွန်တော်ကျမတို့၌တက်ရောက်ပြီးဖြစ်ကြောင်းယေရှုနာမ၌ချိန်ကြပါ၏ဟာလေလုယာIndianapolis မှာရှိတဲ့မိသားစုတွေဟောလူမကောင်းဒီလူမကောင်းအရေးမကြီးဘူးဒီနှလုံးသားကောင်းစားဖို့ပဲအရေးကြီးတယ် Hallelujah ဟောလူမကောင်းဒီလူမကောင်းဒီကိစ္စမဟုတ်ဘူးဒီနှလုံးသားကောင်းစားရအရာရာကောင်းစားခြင်းနဲ့ကျမ်းမာ
ခံပါစေဟာလေလုယာဟောလူမကောင်းဒီလူမကောင်းရေးမကြည့်ဒီထဲတဲ့မှာကောင်းတဲ့ချင်းစကားတွေပဲပြောကောင်းတဲ့ချင်းစကားတွေပဲကောင်းတဲ့ချင်းစကားတွေပဲကြောက်ကောင်းတဲ့ချင်းစကားတွေပဲဒီနေ့နဲ့စာပြီးတော့မှဒီတော့မှတဲ့စကားတွေဖျားကောင်းတဲ့ချင်းပဲဖြစ်ပါစေလူတွေကကောင်းတာရှိတယ်မကောင်းတာရှိတယ်လူတွေအကြောင်းပြောစရာဘာအကြောင်းမှမရှိဘူးဒီမှာပြောစရာအကြောင်းရှိတယ်အဲ့ဒါယေရှုရဲ့အကြောင်းပြောစရာရှိတယ်ဒါဝိမင်းကြီးကဘာလို့သုံးချန်တရားနဲ့ဘယင်ဖြစ်သွားလဲသူတောက်ကနဲ့မန္တတိုင်းထွက်တဲ့စကားရှိတယ်ထာဝရဘုရားဒီကောင်းမြတ်တော်မူ၍ကယုနာတော်အစင်မြဲတည်သောကြောင့်ကောင်းကျေးဇူးတော်ကိုချီးမွမ်းပါလေနေ့တိုင်းကြွေးကြော်နေပါစေထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ဂရုဏာတော်အစဉ်မြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါ၏ဟောလို့ဒီလိုမကောင်းတာရေးမကြည့်ဘူးဒီနောက်ကထွက်တဲ့စကားကောင်းမြတ်ပါစေပါလေအချင်းတွေမကောင်းဘူးဘောလူနဲ့သီလာစာချီမွန်ချီးမွမ်းတဲ့အခါမှာတန်တကားလေးစတင်တုတ်လို့ဟောလူမကောင်းဒီလူမကောင်းရေးမကြည့်ဘူးဘုရားကောင်းမြတ်တယ်ဆိုတော့သင်စတင်ချွေးကြော်တက်လာရင်ပိတ်ဆို့တဲ့လမ်းတွေဟာလေလုယာလူမတော်ဒီနေ့မှာတက်ကြည့်ပြောစရာတခုမှရှိတယ်ဒီဘေးနားမှာရှိတယ်စာရကတိကိုလက်စားတာမကောင်းတဲ့အရာတွေကိုကြည့်လို့မှဒီစိတ်လုံးမကောင်းစားသူကတက်တက်လက်စားတယ်မကောင်းတာတွေကြည့်လို့မကောင်းတာပြောမယ်တဲ့မပါဘူးဒီမှာကောင်းတဲ့ချင်းအကြောင်းပြောရမယ်ဖျားရှိတယ်ဒါဝိပြောလို့ရတယ်ဒါဝိပြောလို့ရတယ်အဖေကမတရားဘူးဒီလောက်အရေးကြီးတဲ့ပိတ်သိပ်ဖွဲတော်မှာနောက်မခေါ်ဘူးအဖေကမတရားတဲ့အဖေသူမပြောဘာလို့လဲလုံးတောင်းသူမြေကဘလို့ပြင်ဆင်နေတယ်လားထာဝရဘုရားဒီငါတို့ထိဖြစ်တယ်ငါအဖေငါကိုမချင်းမြောက်တဲ့ပြဿနာမရှိငါအမငါအကိုတွေမချင်းမြောက်တဲ့ပြဿနာမရှိထာဝရဘုရားဒီငါတို့ထိငါဒီစင်မခံစိတ်လန်းတော့ကြစားရမှာငါကိုအိတ်စီတာယာတော့မြင့်သားတော့ငါကိုလမ်းပြတယ်သူများကယူမဆိုင်နေစေငါအမြဲတမ်းလမ်းပြဖို့ဆောင်နေငါဘုရားရှိဘယ်တော့မှငါမချင်နေစေငါအရိုက်ချင်တဲ့ဘုရားခင်ရှိတော်တယ်မှာငါ့ကိုကြောက်တဲ့ပြစ်ထားတယ်တော်တယ်မှာငါ့ကိုကြောက်တဲ့ပြစ်ထားတော့ညာလဲပဲဒီရောက်တဲ့ပြစ်ထားတော့ညာလဲပဲငါတည်သွားတော့မှဘယ်သူမှသိမှာမဟုတ်တာရဲ့ကြိုက်တော့တည်သွားတော့မှဒါပေမဲ့ငါရဲ့ဘုရားကဒီမင်းရဲ့လောမတော့ချိုင်တဲ့ရှက်ပေါ်တယ်ဘီးရတယ်ငါမကြောက်ဘူးအချမ်းကကိုတော့ဒီငါဖေငါနာမမရှိဘူးငါကိုတွေငါနာမမရှိဘူးဘယ်သူမှငါနာမမရှိဘူးဒါပေမဲ့ကိုတော့ဒီငါနဲ့အတူရှိတော်မူသည်ဖြစ်လန်တန်တော်နဲ့တောင်းဝဲတော်ဒီကျွန်တော်ကိုချမ်းသာစေအချိန်တန်တဲ့ခါမှာငါဖေငါ့ကိုရန်သူတွေရှိမှစပွဲခင်းမယ်ငါရဲ့ကောင်းကိုစီနဲ့လိမ့်ရှမွေလိုက်လာတော့ဘိတ်သိမ့်မပေးခင်ကလေးကသူကချွတ်တင်ဝန်ခံထားပြီးသားရန်သူတွေရှင်းမှငါ့ကိုစပွဲခင်းမယ်ဖေ။ကောင်းကိုစီနဲ့လိမ့်မယ်ငါရဲ့ခွက်ဖလားရှတ်ထွက်ဘယ်သူမှသိအောင်ဘယ်သူမှသိအောင်ခယူမဆိုင်လေသိအောင်ခယူဆိုင်တယ်ဖျားရှိတယ်တိတ်ချစ်စရာကောင်းတဲ့ဖျားသူ့ကိုမသိသေးလို့သာတင်သူ့ရဲ့မြစ်တောင်အထင်သေးနေတာသင်အပေါ်မှာထားတဲ့အကြံစီကတင်တိသွားမျက်ရည်ပေါက်ပေါက်ကြလိမ့်မယ်အကယ်စစေကျွန်တော်ဒီယေရှုနဲ့ကြည့်တော့တတ်လုံးခံစားရင်ထွက်ပြေးအိမ်တော်မှာငါဖျားရှိနေတယ်ငါ့တက်ချစ်တဲ့ဖျားရှိနေတယ်ငါ့ဘယ်အရာမှဆွဲချလို့မရစေအောင်ငါမုန်းတဲ့သူတွေရှိမှပြင်လေငါ့ကိုဖျားကချီးမြှောက်ပြီးငါမုန်းတဲ့သူတွေငါ့ကိုပြန်အားကြတယ်ဒီဖျားကချီးမြှောက်အောင်ပဲဖြစ်လို့ယေရှုတော်ချီးမွမ်းပါတယ်အဲ့ဒီစကားဟာတင်တော့ဖြစ်တယ်ဆိုရင်တင်အာမင်သုံးချိန်အာရပါရထူလို့ဝန်ခံပလိုက်စမ်းပါ
ညီကိုမောင်မတော်ဟီဘရူလိုအမန်လို့ခေါ်တယ် A M A N အမန်ဆိုတဲ့စကား Amen ဖြစ်သွားတယ်ဟီဘရူလိုအမန်ဆိုတဲ့စကားနဲ့ Amen ဆိုတာလာတာအမန်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ဟီဘရူက believe တဲ့ believe အဓိပ္ပာယ် Amen ဆိုတဲ့အဓိပ္ပာယ်ဒီလိုလေ့လာကြည့်အမန်ဆိုတဲ့စကားလာတယ်ဟီဘရူလို A M A N အမန်နာအဲ့တော့အင်္ဂလိပ်ကနေပြန်တိုက်ရိုက်ယူလိုက် Amen လို့ထွက်သွားတယ်ဒီတော့ Amen ဆိုတဲ့အဓိပ္ပာယ်အရင်းချဟီဘရူကနေလာတာက Amen ဆိုတာပြည့်စုံပါစေလို့ပြောတာမဟုတ်ဘူး Amen ဆိုတဲ့အဓိပ္ပာယ်အမန်ဆိုတဲ့ believe ဆိုတဲ့စကားနဲ့လာတာသင် Amen တစ်လုံးသုံးနိုင်ဟာဒီစကားကိုသင်ရှုံနေလို့သင်ဝန်ခံနေတာဖြစ်တယ် If you believe it say Amen If you believe it say Amen ဆိုတဲ့အဓိပ္ပာယ် believe ယုံကြည်တယ်လို့ပြောနေတာအဲ့ဒီစကားကိုငါယုံတယ်လို့သင်ဝန်ခံနေတာဆာလနာ73ကအကြောင်းအရာဒါဝိဒ်အတွက်ပဲမဟုတ်ဘူးကျွန်တော်အတွက်ဖြစ်တယ်အာမင်ဆာလနာ73နဲ့မင်္ဂလာတွေအားလုံးကကျွန်တော်ပေါ်တက်ရောက်လာပြီးဖြစ်ကြောင်းယေရှုနာမနဲ့ချီးမြှောက်ပါတယ်အာမင်တင်ဝန်ခံရအောင်ဆာလနာ73ကောင်းကြီးမင်္ဂလာတွေအားလုံးကကျွန်မတို့အပေါ်မှာတက်ရောက်ပြီးဖြစ်ကြောင်းယေရှုနာမနဲ့ချီးမြှောက်ပါ၏အာမင်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 ဒီသားစမှာထူးခြားခြင်းနဲ့နေရာယူရမယ်ချမ်းသာခြင်းနဲ့နေရာယူရမယ်အာမင်ဒီမိသားစုအပြောင်းလဲခြင်းနဲ့စတင်မမြင်တွေ့ရလိမ့်မယ်အာမင်ယုံကြည်တဲ့သူတွေအာမင်ထွေးရအာမင်အာမင်ပတ်ဝန်းကျင်ကတည်းကမလက်စားစေနဲ့အဲ့သူတိပေါ်ကောင်းတဲ့နှုတ်ကနေထွက်မယ်စကားဒါဝိဒ်ကတော့မနှက်ထားတာနဲ့ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ဘယုနာတော်အရှင်အမြဲတည်တော်ကြောင့်ဘုရားယေရှုတော်ကိုငါချီးမွမ်းမယ်ဒီချီးမွမ်းခြင်းအရာရာမှာကောင်းစားခြင်းနဲ့အိမ်ကိုတကားလာခောက်တော်မှာဖြစ်တယ်အာမင်